တရားဝဲစားကြမယ်သာသနာတော်နှစ်2564နှစ်ကောဇာတက္ကရာ1382ခုနှစ်နတ်တော်လာပြီးကျော်တရက်2020ပြည့်နှစ်ဒီဇင်ဘာလ30ရက်ဗုဒ္ဓဟူးနေ့နှစ်ဖက်မိဘများအမှုထား၍ကိုထိန်လင်းမမိတချံထွန်းသမီးလေးညွန့်ဧကရီထွန်း Royal Romantic Construction မိသားစုတို့ဤနေ့ဦးအကျိုးဓမ္မပူဇော်တရားအလှူတော်အထူးဓမ္မသဘင်ပွဲ၌ဟောကြားအပ်သောထင်ရှားသည့်ဗုဒ္ဓဥပဒကများအကြောင်းအပိုင်း3တရားဒေသနာတော်ဒီကနေ့ပိုင်း3မှာစိတ်ဓာတ်သူ့ချွဲအကြောင်းကိုဟောပါမယ်စိတ်ဓာတ်သူ့ချွဲဆိုတာပိဋကစာပေမှာလွန်ထင်ရှားတဲ့ဥပဒကတူဖြစ်တယ်သူကကာတိတိုင်းကမစ္ဆိကတန္ဓာဆိုတဲ့မြို့လေးမှာနေတာဖြစ်တယ်မြို့ကြီးပြကြီးတော့မဟုတ်ဘူးအင်္ဂုတ္တထက္ကရာမှာတော့မစ္ဆိကတန္ဓာဆိုတဲ့မြို့လေးရဲ့တိရကိုမကရတိုင်းလို့လည်းဆိုတယ်သို့သောဝိနည်းပါဠိတော်မှာမထေမြတ်တွေဟာကာတိတိုင်းခရီးသွားလာရင်မစ္ဆိကတန္ဓာဝင်ရောက်တယ်လို့ဒီလိုမှတ်တမ်းရှိသည့်အတွက်ကြောင့်ကာတိတိုင်းမှာဖြစ်ဖို့များတယ်ပေါ့အဲ့လိုစိတ်ဓာတ်သူကျဲဟာကာတိတိုင်းကမစ္ဆိကတန္ဓာဆိုတဲ့မြို့လေးမှာနေထိုင်တော့သူကဘယ်လိုဘုရားဘာသာဖြစ်လာတော့ဆိုဓမ္မစကြာတရားဥနာယူရတဲ့ပိဿဝဂီ5ပါးထဲမှာမဟာနာမမထေရဆိုပါတယ်ကွန်တိညဝပ္ပဗတ္တိယမဟာနာမအတ္တစီဆိုယဟန်တော်ဘာအဲ့ဒီပဲမဟာနာမဆိုတဲ့ပိဿဝဂီတဲ့ယဟန်တော်ဟာမစ္ဆိကတန္ဓာရောက်သွားတဲ့အခါစိတ်ဓာတ်သူကျဲနဲ့တွေ့ပြီးတော့တရားဟောတော့စိတ်ဓာတ်သူကျဲဟာသောတပန်ဖြစ်ပြီးအဲ့ဒီကနေစပြီးဘုရားဘာသာဖြစ်သွားတာလို့ဆိုသူကတော်တော်ထူးခြားထင်ရှားတဲ့တက္ကတူပဲသူမှထူးခြားချက်တွေပါရှိတော့လို့ဆိုရင်ဘယ်ရက်သွားကျိုးဆိုပြီးတော့လက်ဆောင်ပေးကြတာတွေအများကြီးရတယ်သူသွားတဲ့အရက်မှာပန်းနေနဲ့ပြန်ကျဲပြီးတော့ပန်းမိုးရွာချသလိုကျိုးဆိုကြကွန်ပျူတာတဲ့လူတွေများတယ်သူရဲ့တရားစွမ်းအားလည်းမတန်ကောင်းတယ်။ဘာကြောင့်အဲ့ဒီလိုဖြစ်တာတုံးလို့ဆိုတဲ့အခါမှာမြတ်စွာဘုရားကတော့တတ္တောတိလေနတံပနောယတောဖောခသမပိတောယံယံပရိတံပစ္စတိတထတထေဝပုစီတောလို့ဓမ္မပဒမှာဟောထားပုံကတော့သီလနဲ့ပြည့်စုံတယ်တရားတရားရှိတယ်သီလနဲ့ပြည့်စုံတယ်ခုံတရင်လည်းကြီးမားတယ် စီးပွားဥစ္စာလည်းချမ်းသာတယ်
ဆိုတဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးတွေဟာဘယ်နေရာတော့မျက်နှာပွင့်နေပေါ့အရာအလုံးကသူတို့ကြိုးစိုးကြတယ်အလေးပြုကြတယ်အဲ့တော့ပစ္စံချမ်းသာဖို့ဆိုတာလေအရေးချင်းတစ်ခုပဲနော်မြန်မာနိုင်ငံလူတွေလည်းချမ်းသာအောင်တော့ကြိုးစားအောင်ချမ်းသာအောင်လုပ်တဲ့နည်းကကြိုးစားရှာချွေတာသုံးကစားရမှာချမ်းသာအောင်လုပ်တဲ့နည်းဟာအဲ့တော့ဒီပစ္စည်းဥစ္စာချမ်းသာကြွယ်ဝမှုဆိုတာဟာအတိတ်ကြီးပဲအတိတ်ကြောင့်ချမ်းသာတဲ့ပုဂ္ဂိုလ်တော့ရှိတာပေါ့နော်အတိတ်ကြီးပဲအားကိုးရတာမဟုတ်ဘဲနဲ့လုံလဝိရိယနဲ့ပစ္စည်းဥစ္စာချမ်းသာတဲ့အကြောင်းတရားတွေကိုလိုက်နာဖို့လိုအပ်တာပေါ့လှုပ်ဆောင်ဖို့လိုအပ်တယ်လောကလူတွေကဝိကျေတနာဆင်းရဲတဲ့ပုဂ္ဂိုလ်နဲ့ဝိကျေတနာချမ်းသာတဲ့ပုဂ္ဂိုလ်ရဲ့စကားနားထောင်ကြတယ်မတူဘူးတရားနော်မတူဘူးသာသနာပြုတဲ့နေရာမှာပဲဘယ်တရားပဲဘာလို့ပတ်စံချမ်းသာတဲ့လူနဲ့ပတ်စံမရှိတဲ့လူဟာမတူနိုင်ဘူးဒါအဲ့တော့စဉ်းစားတော့ဒါအလေးနဲ့ထားစဉ်းစားကြည့်ရမယ့်ကိစ္စတစ်ခုဒီပဲမြတ်စွာဘုရားဟောထားတဲ့ထဲပဲတရားတရားလည်းရှိရမယ်သီလနဲ့လည်းပြည့်စုံတယ်ခုံတရင်လည်းကြီးတယ်ပစ္စည်းဥစ္စာလည်းချမ်းသာတယ်ဆိုတာအဲ့လိုလူမှရောက်တဲ့အရာကကျိုးဆိုတယ်လို့ဆိုခဏမြန်မာနိုင်ငံချမ်းသာကြည့်ပါလားနိုင်ငံတကာအကျိုးဆိုနေမှာပဲချမ်းသာတဲ့လူတွေရှိလို့ရှိရင်နိုင်ငံတကာအကျိုးဆိုမှာချမ်းသာအောင်ကတော့ကြိုးစားရတယ်ကြိုးစားတဲ့နော်မြတ်စွာဘုရားလည်းချမ်းသာအောင်လုပ်တဲ့နည်းတွေဟောထားတာရှိပါတယ်ဟတ္တကဆိုတဲ့တက္ကတယောက်ပြောတဲ့စကားထဲမှာကြည့်သူဟာလူတွေကိုဘလောက်စီယုံသူစကားကိုနားထောင်ကြတာဟာဘာကြောင့်လဲဆိုတော့သူကချမ်းသာလို့ပဲအဲ့ဒါတော့ထက်တွေ့ရမှာပတ်စံမရှိတဲ့လူပြောစကားပတ်စံချမ်းသာတဲ့လူပြောစကားအရာရောက်တာမတူဘူးတာအဲ့တော့ချမ်းသာကြွယ်ဝအောင်လေလောကဘက်ကလုံးအောင်မှာပဲဒါလေကိုကျင်တရားလဲသီလလဲရှိရမယ်ကိုကျင်သီလနဲ့လည်းတရားတရားလည်းရှိရမယ်ကိုကျင်သီလနဲ့လည်းပြည့်စုံရမယ်အချမ်းရံကြော်စောကိတ္တိလည်းရှိရမယ်စိဘဥစ္စာလည်းချမ်းသာရမယ်လို့ဆိုတော့အဲ့ဒါကြောင့်မလို့စိတ်ဓာတ်သူကျဲကိုရောက်ရရမှာကြိုးဆိုကြတာပါလို့မြတ်စွာဘုရားကအကြောင်းပြတယ်အကြောင်းကိုဟောကြားတယ်အတိတ်ကံအနေနဲ့ပြောတဲ့အခါကျတော့သူကကသဝမြတ်စွာဘုရားလက်ထက်တုန်းကမုတ်ဆိုးလုပ်ငန်းနဲ့အသက်မွေးတဲ့သူဖြစ်ခဲ့တယ်တန်တရားဆိုတော့ကောင်းလိုက်ဆိုလိုက်ပဲမုတ်ဆိုးလုပ်ငန်းနဲ့အသက်မွေးတာတရကြတော့တောလေထွက်ရင်းနဲ့လှိုင်ကူတစ်ခုထဲမှာယဟန်တစ်ပါးဟာတရားထိုင်နေတာကိုသွားတွေ့တော့သူ့ရင်ထဲမှာတရားဖြစ်လို့အိမ်ပြန်ပြီးတော့အရင်ရက်ကဒီဖုတ်ကင်ထားတဲ့အသားအဲ့ဒီအသားနဲ့ဆွမ်းကိုအိမ်ပြန်ပြီးတော့ပြေးယူတယ်ပြေးယူပြီးတော့ဒီတောင်းထဲမှာထက်အပေါ်ကဖက်ရွက်အုပ်လမ်းမှာတွေ့တဲ့တောပန်းနေခူးအပြေးလွှားပဲသူဆွမ်းပြေးယူတယ်ဆွမ်းကကြွလာတဲ့ယဟန်တစ်ပါးကိုလည်းဆွမ်းကခိုင်းပြီးတော့အဲ့ဒီတောထဲမှာတွေ့ခဲ့တဲ့ကိုယ်တော်ကိုဆွမ်းကိုယူပြီးတော့ပြေးကတ်တာသူတောလေလို့ရတဲ့အသားနဲ့ကတ်တာပဲကတ်တာတော့အဲ့တော့ဒီနေရာမှာကုသိုလ်နဲ့အကုသိုလ်ကတော့တစ်ပိုင်းစီမှတ်သားရတယ်အကုသိုလ်လုပ်တဲ့ဟာအကုသိုလ်ပဲကုသိုလ်လုပ်တာအကုသိုလ်ပဲနော်သူ့နဲ့သူအပိုင်းလိုက်မှတ်သားဖို့လိုတယ်မုဆိုးကတ်တဲ့ဆွမ်းဟင်းဟာသူကိုယ်တိုင်တတ်ထားတဲ့အသားပဲဒါပေမဲ့တတ်တဲ့အချိန်တုန်းကတော့အကုသိုလ်ပဲလှူတဲ့အချိန်ကတော့အကုသိုလ်မဟုတ်ဘူးအပိုင်းလိုက်ပဲမှတ်ရမယ်ဘုန်းကြီးတို့တွေရောကြည့်ပါလားတနေ့ကုန်24နှစ်နေတဲ့အခါမှာကုသိုလ်စိတ်ဖြစ်တဲ့အခါဖြစ်တယ်အကုသိုလ်စိတ်ဖြစ်တဲ့အခါဖြစ်တယ်ပိုင်းလိုက်သိနေရမှာပေါ့
ကိုဖြစ်နေတာအကုသိုလ်လားအကုသိုလ်လားဆိုတာခွဲခြားသိဖို့ပဲလိုရတယ်အကုသိုလ်ဆိုရင်မဖြစ်ရအောင်တတိထားပြီးတော့ထိမ့်သိမ်းဆောက်ရှောက်ဖယ်ရှားတွန်းလှန်ပြကုသိုလ်ဆိုလို့ရှိရင်ဆက်လက်ပြီးတော့အင်အားကောင်းကုသိုလ်ဖြစ်အောင်လုပ်အောင်ကြိုးစားကြည့်ပေါ့အဲ့လိုကြိုးစားကြည့်လို့တတိဆိုတာလွတ်သွားတယ်အဲ့တော့ဒီကသူအတိတ်ဘဝတုန်းကဆွန်ပြေးလှူပြီးတော့သူကထူးခြားတဲ့ဆုလေးတောင်းလိုက်တယ်အခုလိုသားဟင်းနဲ့ဆွန်ကရတဲ့ကုသိုလ်ကောင်းမှုပန်းနေနဲ့လှူဒန်းရတဲ့ကုသိုလ်ကောင်းမှုကြောင့်ဘယ်နေရာသွားသူလက်ဆောင်ပန်းတာများစွာရပါရစေသူတွေကိုသူလာတိုင်းလူတိုင်းလာတိုင်းပန်းနေနဲ့ကျဲဖြန့်ပြီးတော့ကြိုးစိုးပါစေလို့သူဖြစ်ချင်တဲ့ဆန္ဒကိုဆုတောင်းလိုက်တာလုပ်ပြီးတော့ဆုတောင်းတာအမှန်တော့ဘာမှမလုပ်ဘဲနဲ့ဆုတောင်းလို့ကတော့ရမှာမဟုတ်ဘူးပေါ့နော်သူလှုပ်တာလေးကိုသူဖြစ်ချင်တဲ့ဆန္ဒလေးကိုဆုတောင်းလိုက်တဲ့အခါဂေါတမဘုရားမြတ်စွာဘုရားလက်ထက်ရောက်တဲ့အခါမစ္စိကတဏ္ဍမှာလူလာဖြစ်တယ်ဖြစ်တော့အဲ့ဒီအကျိုးပေးတယ်သူကနော်မွေးတဲ့နေ့မှာပဲပန်းမိုးတွေရွာတယ်သူလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုကအကျိုးပေးပြီဆိုရင်ဖြစ်တယ်ဒါကြောင့်မလို့ဆုကလည်းထူးထူးခြားခြားတောင်းရတယ်တောင်းတဲ့အခါမှာတတ္တသီလသုဒ္ဓဆာကပညာလို့ဆိုတဲ့အရှိချင်း၅မျိုးရှိပြီးတော့ဆုတောင်းတဲ့ပုဂ္ဂိုလ်ဟာပြည့်စုံတယ်တဲ့အဲ့ဒီတတ္တသီလသုဒ္ဓဆာကပညာမရှိဘဲနဲ့ဆုတောင်းရင်ကတော့ပြည့်စုံမှာမဟုတ်ဘူးတဲ့ဆုတောင်းပြည့်တဲ့တရားကတော့အဲ့ဒီတတ္တရဲ့သီလရဲ့သုဒ္ဓရဲ့ဆာကရဲ့ပညာလူတွေကတော့ကိုယ့်ရင်ထဲမှာရှိရမယ့်တတ္တသီလသုဒ္ဓဆာကပညာဆိုတာရှိမရှိမစင်စားဘဲနဲ့ဖျားသွားပြီးတော့ဒီဖျားကဆူတောင်းပြည့်တယ်ဟိုဖျားကဆူတောင်းပြည့်တယ်ဆိုပြီးတော့သွားလုံနေကြတယ်အဲ့ဒါလွယ်မှားတာပဲတခြားစဉ်းစားကြည့်နော်ဖျားဆိုတာအတူတူပဲမဟုတ်လားဆူတောင်းပြည့်ဖျားလို့ရှိသေးလားပွဲပေးထားတာပဲရှိတယ်ဒီဖျားစီဆူတောင်းရင်ပြည့်တယ်ဟိုဖျားကျတော့မပြည့်ဘူးနဲ့စေတီပထိုးတွေနဲ့ပတ်သက်ပြီးအဲ့လိုတွေးခေါ်နေတာထင်မြင်ယူဆနေတာမှားတယ်ရွှေတကုံဖျားသွားပြီးတော့ကြည့်ရင်ဖျားတွေအများကြီးပဲအဲ့ဒီမှာဆူတောင်းပြည့်တဲ့ဖျားဟုတ်တာလဲပန်းတွေကပြည့်လူတွေရဲ့ထင်မြင်ယူဆချက်အရာကျန်တဲ့ဖျားတွေကဆူတောင်းမပြည့်တယ်လို့ဖြစ်နေအဲ့ဒါတွေကမဟုတ်ဘူးလို့ဆူတောင်းပြည့်ခြင်းမပြည့်ခြင်းမှာကိုယ့်ရင်ထဲကဖြစ်တဲ့တတ္တသီလသုဒ္ဓဆာကပညာဒီရည်ချင်း900နဲ့ဆိုင်တယ်လို့ဆိုဘယ်ပဲဖြစ်ဖြစ်လွဲမှားနေတာလွဲမှားတာပဲမှန်အောင်ပြင်ရမယ်လွဲမှားမှုတွေဖြစ်နေတယ်အဲ့ဒါမလွဲမှားအောင်ဒါပဲမှရှိတော့အရှင်ဘုရားအကိုးတာရကနဲ့ပြောနိုင်သလားဆိုသင်္ခါရုပပတ္တိတုတ်ဆိုဘုရားဟောတာရှိတယ်တတ္တသီလသုဒ္ဓဆာကဒီပညာဒီအချင်း၅မျိုးရှိမှရှိလို့ဆုတောင်းရင်ပြည့်တယ်ဆုမတောင်းရင်တော့ကုသကံကောင်းကျိုးတော့ပေးမှာပဲဒါပေမဲ့ကိုလိုချင်တာတော့ဟုတ်ချင်မှဟုတ်မယ်နော်ကိုဖြစ်ချင်တာတော့ဟုတ်ချင်မှဟုတ်မယ်ကိုဖြစ်ချင်တာကြတော့ဥတည်ချက်ထားရမယ်လေတာဂက်ထားရမယ်ဒီခရီးသွားရင်တော့မှကိုပဲသွားမှာတော့ဆိုတာဥတည်ချက်ရှိရတယ်မဟုတ်လားဆုတောင်းတယ်ဆိုတာအဲ့ဒီသဘောပဲရန်ကုန်နေပြီးတော့ပဲခူးသွားတာလားပသိမ်သွားတာလားမန္တလေးသွားမှာလားဥတည်ချက်မရှိဘဲနဲ့ကားလျှောက်မောင်းရင်ဘယ်ရောက်မှာနော်လမ်းပေါ်ရှိရင်လမ်းရှိတဲ့စီတော့ရောက်မှာပေါ့အဲ့တော့ကိုသွားတာဘယ်ကိုသွားတာလဲဆိုတာရှိရကုသိုလ်ကောင်းမှုလုပ်ရင်လည်းကိုဘာအတွက်လဲဘာကိုဥတည်တယ်လဲဆိုတာလေးတော့ရှိရသို့တော့ကိုတောင်းတဲ့ဆန္ဒမဟုတ်ပြီမဲ့လို့ဘုန်းကြီးတွေကနေရှေ့ကနေပြီးဣရမေပုံညာနိဗ္ဗာန်တပစ္စယဟောတုလို့လုပ်ပေးလိုက်ရတာဒါတော့မမှားတဲ့ဆူတောင်းပေါ့နော်မမှားတဲ့ဆူတောင်းကိုပြောရအဲ့တော့ကိုယ့်နှစ်ချိုက်ပြီးတော့တောင်းတဲ့ဆူကပိုကောင်းတယ်ပေါ့နော်အဲ့တော့သူကဒီလိုဆူတောင်းခဲ့သည့်အတွက်ကြောင့်စိတ်ဓာတ်သူ့ကျွယ်ဘဝရောက်တဲ့အခါမှာသူဖြစ်ချင်တာတွေအကုန်ဖြစ်လာတယ်ထင်ရှားတယ်သူဟာတော်တော်ကိုထင်ရှားတဲ့ပုဂ္ဂိုလ်ပဲ
လူဘဝမှာအကျိုးပေးကောင်းတယ်လို့ဒီလိုပြောအောင်မစ္စည်းကတဏ္ဍဆိုတာကာတိတိုင်းထဲမှာဆိုတော့ကာတိတိုင်းဆိုတာပါရဏတိတို့ဘာလို့နဲ့သိအလှမ်းကြီးမဝေးဘူးလို့ပြောအောင်တာဝတိနဲ့တော့ရှုစနာ30လောက်ဝေးတယ်လို့ပြောတယ်မဟာနာမဆိုတဲ့ပိဿဝဂ္ဂိတဲ့ပါဝင်ဖြစ်တဲ့ယဟန်တော်ဟာခရီးဒေသဇာတိလှိလျင်မစ္စည်းကတဏ္ဍရောက်သွားတယ်ရောက်တဲ့အခါကျတော့ပင်ကိုအသရာတရားရှိတဲ့စိတ်ဓာတ်သူကျင်နဲ့တွေ့တော့စိတ်ဓာတ်သူကျင်ကိုတရားဟောတတ္တဝါဖြစ်ပြီးဘုရားဘာသာဖြစ်သွားတဲ့အခါမှာသူပိုင်တဲ့အမ္ပါဒကဥယျာဉ်ကြီးရှင်းတော့ဥယျာဉ်နေခြံနေစိုက်ပျိုးလို့ရှိတယ်တရေပင်စိုက်တာရှိတယ်ဇီဝကစိုက်တာလဲဆိုအမ္ဘဝနတရေခြံခုခေတ်လိုပါပဲမထူပါဘူးအိန္ဒိယမှာဒီလိုတရေခြံအမ္ပါဒကဆိုတာကြတော့အမ္ဘဆိုတာကတော့တရေတီးအမ္ပါဒကဆိုတာကွေးသီးပင်ကိုပြောတာကွေးပင်ကိုပြောတာနော်သူခြံကကွေးပင်နေစိုက်ထားတဲ့ကွေးပင်ခြံအဲ့ဒီခြံကြီးကိုတန်ဃာတွေသတင်းသုံးဖို့ဆိုပြီးတော့ဆောက်ပြီးသူကလှူထားတယ်အခြံကြီးထဲမှာရဟန်းတန်ဃာတွေကြွလာလို့ရှိရင်အဲ့ဒီအမ္ပါဒကဆိုတဲ့သူခြံထဲမှာပဲသတင်းသုံးကြတယ်ပေါ့နော်အဲ့ဒီအစသူသာသနာတော်ကိုတော့ကြီးညိုတဲ့ပုဂ္ဂိုလ်ပေါ့ကြီးညိုတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အသိဉာဏ်လည်းသူကထက်မြက်တယ်သူများနဲ့မတူဘူးတရားဓမ္မနဲ့ပတ်သက်ပြီးတချို့ကအလှူဒန်းတာအသိဉာဏ်ပဲကြတော့သိမထက်မြက်ဘူးဒီစိတ်ဓာတ်သူကျဲဆိုတာကြတော့အသိဉာဏ်မှာထက်မြက်တယ်ဒါကြောင့်မလို့သူ့ကိုဥပဒကတွေထဲမှာမြတ်စွာဘုရားကအစင်တန်းလိုက်ခွဲခြားပြီးတော့သတ်မှတ်ပေးတဲ့အခါမှာဥပဒကတွေထဲမှာသူကမြတ်စွာဘုရားရဲ့လက်ရဘက်ကနေရတဲ့ပညာတော်တဲ့ဥပဒကပဲသိပညာထက်မြက်တဲ့ဥပဒကလို့မြတ်စွာဘုရားရဲ့လက်ရဘက်မှာထိုင်ရတဲ့ပုဂ္ဂိုလ်မျိုးဖြစ်သွားတယ်ရှင်သာရိပုတ္တရာတို့အုပ်စုနဲ့ပါသွားတယ်ပေါ့အဓိပ္ပာယ်ဧတရေဆိုတဲ့ထူးခြားချက်ကိုဖွဲ့ပေးတဲ့အခါကျတော့ဧတရေကံဘိက္ခွေမမတာဝကနံဥပဒကနံဓမ္မဂတိကနံယတိတံစိတ်တော်ဃာပတိမစ္စည်းကတန္တိကောလို့ဆိုတယ်မစ္စည်းကတန္တိကမြို့မှာနေတဲ့မစ္စည်းကတန္တမြို့မှာနေတဲ့စိတ်ဓာတ်သူကျဲဟာတရားဟောပြောမှုကျွမ်းကျင်တဲ့ဥပဒကတွေထဲမှာတော့သူကအတော်ဆုံးပဲလို့ဆိုလို့ top 1လို့ပြောတာဧတရေကဆိုတာတခြားပြောတာမဟုတ်နော် top 1ပဲခုခေတ်စကားနဲ့ဆိုရင်တော့အမှတ်မိတွေ့အောင်လို့ဧတံအက်ကသူဟာတော်ဆုံးပဲသူဟာနံပါတ်1ပဲလို့ပြောတာနော်နံပါတ်1ပဲတရားဓမ္မကိုဟောပြောတတ်တဲ့နေရာမှာသူကနံပါတ်1ပဲလို့အဲ့ဒီလိုဂုဏ်ဓုဝိသေသနဲ့ပြည့်စုံတဲ့ဒီစိတ်ဓာတ်သူချွေထူးခြားတဲ့ဖြစ်စဉ်လေးတွေသူ့မှာရှိတယ်သူရဲ့ထက်မြက်မှုလေးတွေလည်းပါတယ်အဲ့တော့သူကတန်ခါလောကယဟန်လောကမှာလည်းတော်တော်နာမည်ကြီးတယ်မြတ်စွာဘုရားကိုသူမဖူးဘူးသေးဘူးနောက်မှသွားဖူးတာမြတ်စွာဘုရားမဖူးရပဲနဲ့သူကသောတာပန်ဖြစ်နေတဲ့ပုဂ္ဂိုလ်သာသနာကိုကြီးညိုတဲ့ပုဂ္ဂိုလ်မစ္စည်းကတဏ္ဍနောက်ပိုင်းကျမှတာဝတိကိုသွားပြီးတော့မြတ်စွာဘုရားကိုဖူးတယ်အဲ့ဒီမှာသူတရင်ကြီးတော့ရဟန်းတန်ဃာတွေဆိုတာတရင်ဝါလာကျွတ်လို့ဆောင်းရသည်ရောက်လာပြီဆိုတာနဲ့ခရီးဒေသစာတွေထွက်ကြတယ်ခြေကင်းလက်ခင်းတာလို့လမ်းပန်းအဆင်ပြေးလာပြီဆိုရင်ဟိုနဲ့ဒီနဲ့ကြွပြီးတရင်သုံးကြတာများတယ်တနေရာထဲမှာနေလေးမရှိကြ
အဲ့ဒီမှာမြတ်စွာဘုရားရဲ့ဒုတိယဝကကြီးတွေဖြစ်တယ်အက္ကတဝကဖြစ်တယ်ရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ရှင်ရာဟုလာတို့ရှင်ယေဝရတို့ရှင်အနန္ဒာတို့အပါဝင်ပေါ့ဝိသိကတဏ္ဍကစိတ်တသူကျဲဟာနာမည်ကြီးတယ်ထက်မြက်တယ်ဆိုတာကိုသိကြလို့စိတ်တသူကျဲကိုတွေးကြကြတယ်ဒါကြောင့်မို့လို့အဲ့ဒီဘက်ကိုကာတိတိုင်းခရီးလှည့်ရင်ကနေပြီးတော့ဝိသိကတဏ္ဍကြွသွားကြထိတ်တန်းသာဝကကြီးတွေမြတ်စွာဘုရားရဲ့တပည့်ယဟန်ကြီးရှင်သာရိပုတ္တရာတို့ကြွလာတယ်လို့သတင်းကြားရတယ်ကသူကမိုင်ဝက်ခရီးလောက်ကိုသွားပြီးတော့ချိုးတယ်ချိုးပြီးတော့သူ့ရဲ့အမ္ဘာတကခြံထဲကိုပင့်ပြီးအဲ့ဒီမှာလောတာတွေကုန်လှုပ်ပြီးနောက်တည်းအာဂနုတွေဆွန့်ကပ်မယ်ဆိုပြီးတော့ရှင်သာရိပုတ္တရာကိုပင့်သွားတယ်အဲသူရဲ့အမရကကျောင်းမှာအမြဲတမ်းသုံးတဲ့ကိုတော့ကရှင်သူဓမ္မလို့ခေါ်တယ်သူကတော့နည်းနည်းစိတ်နှုတယ်ဒီကိုတော့စိတ်နှုတဲ့ကိုတော့လို့ပြောစိတ်တသူကျဲစီကတန်ဃာတွေကအရောက်ပေါက်နေပုံရတယ်အဲ့တော့ရှင်သူဓမ္မအကျောင်းတိုင်းဘုန်းကြီးပေါ့အဲ့ဒီမှာရှင်သာရိပုတ္တရာတို့ကြွလာတဲ့အခါမှာအခုလို့စွန့်စားပင့်ပြီးတော့ရှင်သူဓမ္မစီသွားတယ်ရှင်သူဓမ္မကမသိလိုက်ရဘူးခါတိုင်းဆိုလို့ရှိရင်ရှင်သူဓမ္မကိုအကြောင်းကြားပြီးမှကြွလာတဲ့ယဟန်လေးကိုပင့်နေရှိတယ်ဒီတစ်ခါတော့ရှင်သာရိပုတ္တရာဆိုတကယ်ထိတ်တန်းပုဂ္ဂိုလ်ကြီးတွေလာတာဆိုတော့ဒီစိတ်ဓာတ်သူကျဲကရှင်သူဓမ္မအကြောင်းကြားပဲနဲ့သူပင့်လိုက်တယ်ပင့်ပြီးတော့မှရှင်သူဓမ္မစီသွားတယ်ရှင်ဘုရားတဲ့ရှင်သာရိပုတ္တရာတို့ကြွလာတော့တပည့်တော်နဲ့ဖြင့်ကအာဂနုကစွမ်းကတ်မယ်တဲ့ရှင်ဘုရားလည်းကြွပါဆိုအဲ့ဒီကိုတော့စိတ်နှုတော့သူကဘာလို့ဆိုဒီသူကျအရင်တော့ဆိုရင်ငါမပြောဘဲမပင့်ဘူးအခုတော့ငါမပြောဘဲနဲ့သူကပင့်နေပေါ့အာဂနုတွေပင့်တာငါမပြောဘဲနဲ့ပင့်နေဆိုစိတ်ကောက်တယ်ပေါ့နော်လက်ခံဘူးညင်းတယ်သုံးညိတ်တိုင်ညင်းတဲ့အခါကျတော့စိတ်ဓာတ်သူကျဒါဆိုလဲရှင်ဘုရားသဘောပဲဆိုပြီးတော့ပြန်သွားတယ်နောက်တည်းကျတော့ရှင်သူဓမ္မအိမ်ရောက်လာသူ့အိမ်မှာအာဂနုမထေရကြီးတွေအတွက်ဗာလိပြန်ပြင်ဆင်ထားတော့လို့လာကြည့်တာဒါပေမဲ့သူစွန့်သားတာကမဟုတ်ဘူးလို့လည်းပြောသေးတယ်အမှန်တော့ခနဲ့တာပေါ့နော်သူလက်မခံဘူးလို့ပြောထားပြီသားအဲ့ဒီမှာပြင်ဆင်ထားတဲ့ချက်ပြုတ်ထားတဲ့အစာအာဟာရတွေအကုန်ချိပြီးတော့သူကဘာပြောလိုက်တော့ဆိုရင်တကားတဲ့အကြောင်းတကားလှုပ်ထားတဲ့စားတော့ဖွဲ့တွေကစုံနေတာကောင်းပါလေဒါပေမဲ့တစ်ခုလေးတော့မပါဘူးတဲ့ဘာမပါတော့ဆိုနှမ်းပြက်ကလေးမပါဘူးလို့ပြောအဲ့ဒါကနှမ်းပြက်လို့ပြောတာဟာစိတ်ဓာတ်သူချွေရဲ့ပထမမျိုးရိုးကသူတို့ကမချမ်းသာခင်ကနှမ်းပြက်လောက်ရောင်းရတဲ့မျိုးရိုးကိုအဲ့ဒါကိုသူကသိထားတော့မျိုးရိုးကိုဖော်ပြီးတော့ပြောတဲ့စကားဖြစ်သွားတယ်ရိုးပြောတဲ့စကားမဟုတ်ဘူးဒါနော်ဟောချမ်းသာတော့ပဲနှမ်းပြက်ရောင်းတော့မလို့နှမ်းပြက်ရောင်းတဲ့မျိုးရိုးဆိုပြီးတော့သူကဒါလည်းဆဲခြင်းတစ်မျိုးလို့ခေါ်တယ်နော်ငယ်ကျိုးငယ်တာဖော်ပြီးတော့ဆဲတဲ့သဘောပဲဒါလည်းဆဲခြင်းနဲ့ပါတယ်တခါကြီးစီမံထားတဲ့စွမ်းဟင်းတွေစုံနေတာပဲဒါပေမဲ့တစ်ခုလိုနေတယ်နှမ်းပြစ်တွေမပါဘူးဆိုပြောရတော့စိတ်ဓာတ်သူချင်းကလွန်ထက်တဲ့လူကိုသူကအရှင်ဘုရားတဲ့ပိဋကတ်သုံးပုံမြတ်စွာဘုရားဟောတဲ့တရားတွေအများကြီးရှိပါရဲ့တန်းနဲ့ပိဋကတ်သုံးပုံတွေကစကားနဲ့မပြောဘဲနဲ့အရှင်ဘုရားကဒါလေးကိုရေးကြီးခွင့်ကျဲလုပ်ပြီးနှမ်းပြစ်လို့ပြောရမလားနော်ပိဋကတ်သုံးပုံမှာစကားတွေပြောစရာတွေအများကြီးရှိတဲ့တန်းနဲ့တရားတွေဟောစရာအများကြီးရှိတဲ့တန်းနဲ့ဘာဖြစ်လို့နှမ်းပြစ်ကိုပြောရတာလဲတပည့်တော်ဥပမာလေးတစ်ခုလျှောက်ပြရစေတဲ့ပုံမြင်လေးလျှောက်လိုက်တဲ့သူကရှေးတုန်းကတဲ့ကုံသည်တွေဟာတနေ့နဲ့တနေ့သွားကြတဲ့အခါမှာကုံသည်တစုက
ကျက်မလေးတကောင်ခေါ်သွားတယ်ယူသွားတယ်သူတို့နဲ့တူတူအဲ့ဒီဒေသကကျက်မရှိတဲ့ဒေသခိုးရောက်တဲ့အခါကျတော့အဲ့ကျက်မလေးကကြီးကန်းနဲ့အိမ်အောင်ကြကြီးကန်းနဲ့အိမ်အောင်ကြတော့ကာပြားလေးမွေးလာတယ်ပေါ့နော်ကြီးကျက်ကာပြားလေးမွေးလာတယ်ဒါပုံမြင်ပဲနော်ကျက်ကကြီးမွေးတယ်ဆိုတာတော့ထူးဆန်းနေမှာပေါ့နော်မျိုးရိုးမတူဘူးခုခေတ်ဆို species မတူတဲ့အတွက်ကြောင့်မဖြစ်နိုင်ဘူးလို့ပြောမှာပေါ့ဒါပုံမြင်ပဲပုံမြင်လေးပြောတာသူကအဲ့မွေးလာတဲ့ကလေးကကြီးတန်တွန်းရင်လို့ရှိရင်လည်းကြီးတန်ပြီးမတွန်းနိုင်ဘူးကျက်တန်တွန်းမယ်လို့သူ့အမေလိုကျက်တန်တွန်းရင်မြန်တော့လည်းကျက်တန်မတွန်းအတန်ကနှမျိုးရောတော့ဘလို့တွန်းတော့ဆိုလို့ကြီးတန်တွန်းရင်လို့ရှိရင်အောက်ကလေးအာဖြစ်သွားကြီးတန်ရောကျက်တန်ရောပြီးတော့အောက်ကလေးဆိုတာကျက်အာကကြီးနော်ကြီးတန်တွန်းရင်တဲ့အခါကျတော့အာအောက်ကလေးတို့တွန်းတယ်ကာပြားလေးကြီးကျက်ကာပြားလေးအဲ့ဒါလိုပဲတဲ့အရှင်ဘုရားပြောတဲ့စကားဟာဘုန်းကြီးစကားလည်းမဟုတ်ဘူးလူစကားလည်းမဟုတ်ဘူးနာပြည့်ပြောရမလားလို့ပုံမြင်လေးနဲ့သူ့ခန္ဓနာလေးပြန်ပြောတာဒါပမာရီကတော့စဉ်းစားမှဒီလိုပြန်ပြောရင်ငရဲချီသလားလို့သောတာပန်တော့သူကစိတ်ဆိုးပြီးပြောတာမဟုတ်ဘူးအဲ့လိုပြောတဲ့အခါမှာရှင်သူဓမ္မကစိတ်ဆိုးသွားပြီဒါရကကြီးကြောင်းမဲ့မနေတော့ဘူးဆိုပြီးတော့ထွက်သွားအဲ့တော့ तू ကရှင်ဘုရားမဟုတ်ပါဘူးနေပါဒီမှာပဲသတင်းသုံးပါရှင်ဘုရားဆွမ်းကွမ်းတပည့်တော်တောင်းယူပါလေသုံးရင်လျှောက်တယ်မရတော့မနေဘူးထွက်မယ်ဆိုတော့စိတ်ဓာတ်သူကျပါပြောတော့ရှင်ဘုရားတားလို့မရရင်လည်းသွားရှင်ဘုရားနဲ့တပည့်တော်နဲ့ပြောတဲ့စကားတွေကိုဘုရားကိုပြန်လျှောက်လိုက်ပါအပြည့်စုံလျှောက်ရင်ရှင်ဘုရားဒီပြန်မလာရဘူးဆိုရင်ကံကောင်းလို့ပဲလို့မှားလိုက်သေးတာတော့ဟိုကြောင့်တော့ဘုရားကသူ့မမဲတာပေါ့မမဲတယ်ဆိုဘုရားကမန္တတ်သလားဆိုမန္တတ်တယ်လူကြီးပဲလေခေါင်းဆောင်ဆိုတာမဟုတ်တယ်လို့ရင်တော့ပြောတာပေါ့အဲ့ဒါဝယ်မှန်တယ်လို့ပြောတာနော်ရသော်ဘုရားအရေးချင်းမရှိတဲ့ယဟန်ဘာဖြစ်လို့တရားတရားရှိတဲ့တကားကိုဆဲရေးပြီးတော့ပြောရတယ်လေဒါမဲ့မှာပဲဆိုပြီးနောက်ကြတော့ရှင်သူဓမ္မကသူ့ကိုတော့တောင်းပန်ရတယ်စိတ်ဓာတ်သူကျတော့တောင်းပန်ရတယ်အဲ့ဒီတောင်းပန်တာဝိနိကနဲ့ဝိနိကျမ်းထဲမှာပဋိသရဏိယကံလို့ခေါ်တယ်ပြန်လေတောင်းပန်တာသူမှားပါတယ်ဆိုတော့ပြောဝိနိကျမ်းထဲမှာကြည့်ရင်ဘုန်းကြီးမှားရင်ဘုန်းကြီးကတောင်းပန်လူမှားရင်လူကတောင်းပန်ကြားဘူးတယ်မဟုတ်လားဒီဖရာတရားသံဃာရဲ့အပြည့်ပြောတာတို့သံဃာသင်္ကွဲအောင်လုပ်တဲ့တကားလေးဆိုရင်ဘုန်းကြီးတွေကသွေးမှောက်တယ်ပြောအဲ့ဒါလိုပဲယဟန်ကလူတွေရဲ့အကျိုးပဲဖြစ်စီအောင်ပြုမှုတဲ့ယဟန်ဆိုလို့ရှိရင်လေလူတွေကလည်းစံသေးတော့မှောက်တယ်ဆိုပြီးတော့လုပ်ရတယ်အဲ့ဒါမျိုးကိုအပ္ပတာရပဝေဒနိယကံလို့ခေါ်တယ်ဘုန်းကြီးတွေကတော့ပတ္တနိကုသနကံယဟန်သံဃာတွေရဲ့အကျိုးမဲ့ကိုလိုလားတဲ့တခါဆိုလို့ရှိရင်သပိတ်မှောက်တယ်သပိတ်မှောက်တယ်ဆိုတာအဲ့ဒီကစလာတာနော်ခုခေတ်သပိတ်မှောက်တယ်ဆိုတဲ့အသုံးကအဲ့ဒီကစတာသပိတ်ကြီးကိုမှောက်လိုက်တာတော့မဟုတ်ဘူးသူလူတဲ့ပစ္စည်းကိုလက်မခံတော့ဘူးဆိုပြီးတော့သဘောတူဆုံးဖြတ်တာအဲ့ဒါကိုသပိတ်မှောက်တယ်လို့ခေါ်တယ်သူနဲ့ဆက်ဆံမှုမလုပ်တော့ဘူးကျင်းတာဘုန်းကြီးတွေကအဲ့လိုသပိတ်မှောက်တယ်လို့လူတွေကိုကွဲအောင်ပြဲအောင်လုပ်တဲ့အပြစ်ရှိတဲ့ယဟန်ကိုလည်းပဲလူကပြန်ပြီးတော့ဒီကိုယ်တော်ကိုမကြည်ညိုပါဘူးလို့ပြောနိုင်တယ်အပတာရပဝေဒနိယလို့ဆိုတဲ့တော့ရှိတယ်နော်အပတာရပဝေဒနိယမကြည်ညိုချောင်းကိုထုတ်ဖော်ပြီးတော့ပြောလို့ရတယ်ဒါလည်းလူကတော့အိမ်မောက်တယ်လို့ပြောလူကတော့သပိတ်မရှိတော့သပိတ်မမောက်ဘူးဒီကိုယ်တော်မကြည်ညိုဘူးဆိုပြောလို့ရအဲဝိနိကျမ်းနေမှာဖတ်ကြည့်လို့ရှင်လူရဲ့တဘာဝတွေအမြဲတမ်းပေါ်လွင်ထင်ရှားတယ်ဝိနည်းကျမ်းဂန်တွေကလူတဘာဝတွေကိုအများကြီးပဲမှတ်တမ်းတင်ထားတဲ့သဘောရှိတယ်
ကယ်အဖြစ်ပြက်တွေကိုပြောတာဟုတ်နော်အဲ့ဒါလို့ကိစ္စဖြစ်သွားတဲ့အခါမှာရှင်သုဒ္ဓမကရသော်ဘုရားရဲ့ဆွဆုံးမမှုဩဝါဒပေးမှုနဲ့ပြန်ပြီးတော့စိတ်ဓာတ်သူတွေကိုတောင်းပန်ရတယ်တောင်းပန်ဝင်ချပြီးအဲ့ဒီမှာသရင်သုံးရင်နောက်တော့ယဟန္တာဖြစ်သွားပါတယ်ပုရုဇဉ်ဆိုတာစိတ်နုတယ်ပေါ့နော်ဒါမျိုးဖြစ်တတ်ပါတယ်အဲ့တော့အမှားဆိုတာဝင်ချတောင်းပန်ပြီးတော့မှန်အောင်ကျင့်ကြံနေထိုင်မှုကအရေးကြီးတာပေါ့အဓိကအမှားကိုဆက်မမှားစေနဲ့ပေါ့အဲ့ဒီဖြစ်ပြက်လေးဖြစ်ခဲ့ဘူးတယ်အဲ့တော့စိတ်ဓာတ်သူကျေဟာပညာထက်မြက်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့တန်ရုပ်ပါဠိတော်မှာစိတ်ဓာတ်တန်ရုပ်ဆိုပြီးတော့သုတ်ပေါင်း73နဲ့မှတ်တမ်းတင်ထားတာဒါထူးခြားတယ်လို့ပြောတခြားဥပဒကတွေနဲ့မတူဘူးသူ့ရဲ့စွမ်းဆောင်မှုတွေသူ့ရဲ့ပညာထက်မြက်မှုတွေနဲ့ပတ်သက်ပြီးတော့မှတ်တမ်းတင်ထားတဲ့စိတ်ဓာတ်တန်ရုပ်ဆိုတာတရားသဘောတွေပဲအဲ့ဒါကိုနာကြည့်ရအောင်ဇလန်းကတလောက်ရေးမချီဘူးเนาะအဲ့ဒီစိတ်ဓာတ်သူကျွဲရှင်သာရိပုတ္တရာတို့သွားပြီးရောက်ပြီးတဲ့နောက်တရားဟောတဲ့အခါမှာသူအနာဂံဖြစ်သွားတယ်လို့တော့မှတ်တမ်းရှိတယ်သူ့ဘဝဟာအလွန်ထက်မြက်သည့်အတွက်ကြောင့်သူဆောက်လုပ်လှူဒန်းထားတဲ့အမ္ပတကဆိုတဲ့အမ္ပတကဝဏဆိုတဲ့ကျောင်းတိုက်ကြီးမှာတန်ဃာတွေကြွလာတဲ့အခါအဲ့ဒီခါမှာတဲကြတယ်နေကြတယ်ထိုင်ကြတယ်အဲ့ဒီမှာတဲခုနေထိုင်စဉ်တန်ဃာတွေသတင်းသုံးတဲ့အချိန်မှာတရားဆွေးနွေးမှုလေးတွေဖြစ်ပေါ်ခဲ့ဘူးလေအဲ့ဒါနဲ့ပတ်သက်ပြီးမှတ်တမ်းတင်ထားတာမှတ်သားစရာပဲအဲ့ဒီမစ္စည်းမတဏိကမှာမစ္စည်းမတန္တာအမ္ပတကဝဏမှာနေကြတဲ့ရဟန်းတော်တွေဟာစိတ်ဓာတ်သူကျပြင်းတဲ့လှူတဲ့ဆွမ်းကိုစားပြီးတော့ကျောင်းမှာသရင်သုံးရင်တရားစကားပြောကြတယ်ဆွေးနွေးကြတယ်တစ်ပါးနဲ့တစ်ပါးအဲ့ဒီနေ့စကားဝိုင်းမှာဗာပြောတော့ဆိုစကလုံးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြတယ်တန်ယောဇနဆိုတဲ့စကလုံးရယ်တန်ယောဇနိယဆိုတဲ့စကလုံးရယ်ဒီနှစ်ခုဟာတရားကွဲနဲ့ကွဲသလားအဓိပ္ပာယ်ရောကွဲသလားစကလုံးလဲကွဲသလားစကလုံးကွဲပြီးတော့အဓိပ္ပာယ်ကွဲသလားတခါသို့မဟုတ်လို့ရှိရင်စကလုံးသာကွဲတဲ့အဓိပ္ပာယ်ကတူတူလားဆိုဆွေးနွေးကြတယ်ဆွေးနွေးတဲ့အခါမှာကိုထင်ရပြောကြတယ်ရဟန်းတော်တွေကကိုထင်ရပြောကြတယ်တချို့ကစကလုံးလဲကွဲတယ်အဓိပ္ပာယ်လဲကွဲတယ်တချို့မဟုတ်ဘူးစကလုံးသာကွဲတာအဓိပ္ပာယ်ကတူတယ်နဲ့အဲ့လိုပြောတဲ့ပုဂ္ဂိုလ်အဲ့ဒါကိုစိတ်ဓာတ်သူကြီးအကြောင်းရောက်တော့ရဟန်းတော်တွေဆွေးနွေးနေတာကိုကြားတဲ့အခါကျတော့သူကဝင်ပြီးတော့ဆွေးနွေးပေးတယ်ရဟန်းတွေမဆုံးဖြတ်နိုင်တဲ့အချက်လေးကိုသူကဝင်ဆွေးနွေးတယ်ရှင်ဘုရားတို့တန်ယောဇနိယနဲ့တန်ယောဇနဆိုတဲ့စကားလုံးရဲ့တန်ယောဇနိယဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်စကားလုံးချင်းလဲကွဲပါတယ်လေအဓိပ္ပာယ်ချင်းလဲကွဲပါတယ်သူဥပမာလေးနဲ့ပြောတယ်အဲ့တော့နားလည်ထားဖို့ရကတန်ယောဇနဆိုတဲ့အဓိပ္ပာယ်ကိုနားလည်ရမှာကဗမာလူကတန်ယောဇနကတန်ယောဇဉ်ဒီလိုပဲခေါ်ကြတော့တန်ယောဇနဆိုတာနှောင်ကြိုးလို့နားလည်လိုက်တန်ယောဇနိယဆိုတာနှောင်ကြိုးတဲခံရတဲ့အရာနော်အဓိပ္ပာယ်ကကွဲသွားတယ်နှောင်ကြိုးရဲ့နှောင်ကြိုးတဲထားတဲ့အရာဒီနှစ်ခုမှတ်တာအဲ့ဒါကြောင့်သူကပြောတယ်တန်ယောဇနဆိုတာနှောင်ကြိုးတန်ယောဇနိယဆိုတာနှောင်ကြိုးတဲထားတဲ့အရာအဲ့ဒါကြောင့်စကားလုံးလည်းကွဲတယ်အဓိပ္ပာယ်လည်းကွဲတယ်ဥပမာမယ်တဲ့ဥပမာနဲ့ပြောရင်ပိုရှင်းပါတယ်တဲ့တပီတော့ဥပမာနဲ့ပြောမယ်တဲ့နှဖြူကြီးနဲ့နက်ကြီးနှကောင်တွဲပြီးတော့ကျိုးနဲ့ခြိထားတယ်ဆိုလို့ရှိရင်ဘယ်လိုပြောမလို့နဲ့နှဖြူကြီးကိုနက်ကြီးနဲ့ခြိထားတယ်နက်ကြီးကိုနှဖြူကြီးနဲ့ခြိထားတယ်လို့ပြောရင်မှန်မလားမမှန်ဘူး
နဲ့ကြီးကိုနှစ်ဖြူနဲ့ခြိထားတယ်နှစ်ဖြူကိုနဲ့ကြီးနဲ့ခြိထားတယ်မမှန်ဘူးသူတို့နှစ်ကောင်ခြိထားတဲ့ကြားထဲကကျိုးရှိတယ်အဲ့ဒီကျိုးကနှစ်ဖြူကြီးလည်းမဟုတ်ဘူးနဲ့ကြီးလည်းမဟုတ်ဘူးသုံးမျိုးရှိတယ်နှစ်ဖြူကြီးရဲ့နဲ့ကြီးရဲ့ကျိုးရဲ့သုံးမျိုးရှိတယ်အဲ့ဒီမှာအလေကျိုးကတန်ရောစဉ်နှစ်ဖြူကြီးကလည်းတန်ရောစဉ်မဟုတ်ဘူးနဲ့ကြီးကလည်းတန်ရောစဉ်မဟုတ်ဘူးနှစ်ဖြူကြီးနဲ့နဲ့ကြီးကိုတွဲပြီးတော့ခြိတဲ့ကျိုးကတန်ရောစဉ်နှစ်ဖြူကြီးနဲ့နဲ့ကြီးကတော့တန်ရောစတိယအချိခံရတဲ့အရာအဲ့ဒါလိုပဲတဲ့မျက်စိနဲ့အစင်းအာယုံမျက်စိကလည်းမျက်စိနဲ့မြင်ရတဲ့အာယုံရဲ့တန်ရောစဉ်မဟုတ်ဘူးမျက်စိနဲ့မြင်ရတဲ့အစင်းကလည်းမျက်စိရဲ့တန်ရောစဉ်မဟုတ်ဘူးမျက်စိရဲ့အစင်းရဲ့ဒီနှစ်ခုစုံစည်းလိုက်လို့ဖြစ်လာတဲ့အလေကြားမှာပေါ်လာတဲ့တွေ့တာမှုဆိုတာလေးရတာတန်ရောစဉ်မျက်စိကလည်းတန်ရောစဉ်မဟုတ်ဘူးနော်မျက်စိနဲ့မြင်ရတဲ့ကိုနှစ်သက်တဲ့အရာလည်းတန်ရောစဉ်မဟုတ်ဘူးခုပြောကြတယ်မို့လားသားပေါ်တန်ရောစဉ်ရှိတယ်သမီးတန်ရောစဉ်သားတန်ရောစဉ်သမီးသားလည်းတန်ရောစဉ်မဟုတ်ဘူးသမီးကတန်ရောစဉ်မဟုတ်ဘူးအမေဖေကလည်းတန်ရောစဉ်မဟုတ်ဘူးဘာကတန်ရောစဉ်လို့ဆိုသားသမီးမိဘရဲ့ဂျားထဲမှာဖြစ်နေတဲ့အတွေ့အတာလေးကမှတန်ရောစဉ်လို့ဆိုလို့တယ်တန်ရောစဉ်ပြတ်တယ်ဆိုတာအဲ့ဒါလေးဖြတ်ရမှာအဲ့ဒါကြီးမဖြတ်ဘဲနဲ့သားကိုအိမ်ကမောင်းချတယ်သမီးအိမ်ကမောင်းချတယ်ဒါတန်ရောစဉ်ပြတ်တယ်မှမဟုတ်တာမပြတ်လို့တော့ကြကြတော့မခေါ်ချင်းနေတာနဲ့နော်တန်ရောစဉ်ကိုမောင်းမချဘဲနဲ့လူကိုမောင်းချတာဖြစ်နေအဲ့တော့ဆိုလိုတာကသားသမီးပေါ်မှာတန်ရောစဉ်ရှိလို့ရှိရင်ဟုတ်လားသားလည်းတန်ရောစဉ်မဟုတ်ဘူးသမီးကလည်းတန်ရောစဉ်မဟုတ်ဘူးသားသမီးပေါ်မှာမိဘရဲ့ရင်ထဲမှာဖြစ်တဲ့တွေ့တာမှုကသာတန်ရောစဉ်ဒီနှစ်ဦးကြားမှာဆက်သွယ်နေတဲ့တွေ့တာမှုလေးကသာတန်ရောစဉ်ဖြတ်ရမှာအဲ့ဒါလေးပဲဖြတ်နော်ဒီလိုသဘောပေါက်အဲ့တော့တန်ရောစဉ်သားသမီးကတန်ရောဇနိယပစ္စည်းဥစ္စာဘောတွေ့တိုင်းပစ္စည်းဥစ္စာကတန်ရောဇနိယရှင်ထဲမှာဖြစ်ပေါ်နေတဲ့တွေ့တာမှုကသာတန်ရောဇနအဲ့ဒီလိုဥပမာလေးနဲ့ရှင်းပြလိုက်တဲ့အခါကျတော့အော်ဒီစကလုံးနှလုံးဟာတန်ရောဇနဆိုတာနှောင်ကြိုးတန်ရောဇနိယဆိုတာနှောင်ကြိုးတဲခံရတဲ့အရာပါလားဆိုသဘောပေါက်ရှင်းသွားကြအဲ့တော့စကလုံးအနေထားလဲကွဲပါတယ်အဓိပ္ပာယ်အနေထားလဲမတူပါဘူးသူပြောလို့တာနော်အဲ့ဒါကိုစိတ်ဓာတ်သူကျဲကရှင်းပြလိုက်တဲ့အခါအဲ့ဆွေးနွေးနေတဲ့တန်ခါးတွေကတခါကြီးတော်လိုက်တာတခါကြီးကရသော်ဘုရားရဲ့တရားတော်တွေနဲ့ပတ်သက်ပြီးတော့အသိဉာဏ်ဆူရှာပါပေတယ်လို့သူ့ကိုချီးမွမ်းကြအဲ့တုတ်တန်လေးရတယ်မှတ်တမ်းတင်ထားတာတခုနော်သူဉာဏ်ပညာကြီးဖို့နောက်ထပ်တုတ်တန်တစ်ခုပြောအဲ့တကကြီးကသူကရင်လည်းမေးကုန်မေးတယ်သို့မဟုတ်သူများမေးတာကိုလည်းဖြေတယ်အိမ်ယဟန်တန်ဃာတွေကြွလာတဲ့အခါမှာတရားနာရင်နဲ့သူကမေးကုန်မေးတယ်ဘာမေးတော့ဆိုဒီဓာတုနန္နတ္တလို့မတူညီတဲ့ဓာတ်သဘောတွေလို့မြတ်စွာဘုရားဟောတာရှိတယ်တဲ့ဘယ်အရာတွေကိုရည်ညွှန်းပြီးတော့ကွဲပြားခြားနားတဲ့ဓာတ်တွေလို့ဒီလိုဆိုတာလဲလို့ရဟန်းတန်ဃာတွေကိုမေးတဲ့အခါတန်ဃာတွေကိုမေးလို့ရှိရင်အကြီးဆုံးကိုတော့ဖြေရတယ်သူမဖြေနိုင်မှတပြင်ကိုတော့ဖြေရတယ်ဒါထုံးစံပဲနော်ကိုရကြီးတဲ့ပုဂ္ဂိုလ်ကြာလို့ရှိရင်ငယ်တဲ့ကိုတော့မဖြေရဘူးအဲ့တော့အားလုံးကငြိမ်နေတယ်အကြီးဆုံးမထေကြီးကမဖြေနိုင်ဘူးသူကဒီမေကွန်းလေးကိုပေးတာမဖြေနိုင်ဘူးဘာမဖြေနိုင်တဲ့အခါကျတော့အဲ့ထက်မဲ့အငယ်ဆုံးဣတိဓတ္တဆိုတဲ့ကိုတော်လေးကမထေကြီးနာထသွားပြီးတော့မထေကြီးကိုခွင့်တောင်းတယ်ဒီမေကွန်းတပည့်တော့ဖြေပေးရမလားမထေကြီးကဖြေလိုက်ပါဆိုအဲ့ဒီကိုတော်လေးဣတိတတ္တကဖြေလိုက်တယ်ဓာတုနန္နတ္တဆိုတာတဲ့တခါကြီး
မျက်စိနဲ့အဆင့်အာယုံကိုမြင်တဲ့အခါမှာစက္ခုဆိုတာဓာတ်တစ်ခုမြင်ရတဲ့အဆင့်ဆိုတာရူပဓာတ်တစ်ခုမြင်ခြင်းကြောင့်သိတယ်ဆိုတဲ့ဝိညာဏဓာတ်ကတစ်ခုဆိုလိုတာကမျက်စိရဲ့အဆင့်ရဲ့မြင်ပြီးတော့သိတဲ့စိတ်ရဲ့အဲ့ဒါနဲ့ပတ်သက်ပြီးဓာတ်သုံးခုထို့တူရဲ့နားရဲ့အသံရဲ့ဇာတိစိတ်ရဲ့ဓာတ်သုံးခုနှာခေါင်းရဲ့အနံ့ရဲ့နန္တိစိတ်ရဲ့ဓာတ်သုံးခုလျှာရဲ့အရသာရဲ့လျှတိစိတ်ရဲ့ဓာတ်သုံးခုကိုယ်ကာယရဲ့အထီးတွေ့ရဲ့ထိတိစိတ်ရဲ့ဓာတ်သုံးခုစိတ်ရဲ့ခြံတွေ့သိတဲ့အာယုံရဲ့မနောဝိညာဉ်စိတ်ရဲ့ဓာတ်သုံးခုအလုံးပေါင်းတော့ဓာတ်18ပါဒီလိုဖြစ်တယ်နော်အဲ့ဒါကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားဓာတုနာနတ္တမတူတဲ့ဓာတ်အခြေအနေတွေလို့ဓာတ်ရဲ့မတူညီမှုသဘောတွေလို့ဟောရပါလို့ရှင်ဣတိတတ္တကဝင်ပြီးတော့ဖြေလိုက်တဲ့အခါမှာဒီပြဿနာပြေသွားတယ်တခါကြီးကလည်းဖြေတာသဘောကျပြီးတော့တာရုခေါ်ကြောင်းပြန်ကြွသွားကြနောက်တစ်ရက်မှတစ်ခါလာပြန်တယ်မိကွန်းတစ်ခုအခုလိုပဲဆုံးမကပ်ပြီးတော့ထိုင်ပြီးစကားပြောမိကွန်းမေးပြန်ဘာမေးတော့ဆိုတော့နောက်တစ်ရက်ကျတော့ရှင်ဘုရားတို့မြတ်စွာဘုရားဟောထားတဲ့ဗျမဇာလသုံးမှာမိစ္ဆာဒိဋ္ဌိအယူဆ62မျိုးဟောထားတယ်တဲ့ပဲရှိတယ်လောကကြီးကမြဲတယ်လောကကြီးကမမြဲဘူးဆိုတဲ့ဒီအယူဆတွေ62ပါးသောမိစ္ဆာအယူဝါဒတွေဟာဘာရှိရင်ဖြစ်ပြီးတော့ဘာမရှိရင်မဖြစ်တာလဲဒီမိကုန်းမေးလိုက်တယ်သူဒီမိစ္ဆာအယူဝါဒတွေကဘာကြောင့်ဘယ်အရာရှိနေလို့ဖြစ်ရတာလဲဘယ်အရာမရှိရင်မဖြစ်တော့တာလဲလို့မေးတယ်အဲ့တော့မေးတဲ့အခါမှာမထေကြီးကခုနလိုမဖြေနိုင်ဘူးသုံးချိန်မေးတော့မဖြေဘူးမဖြေတဲ့အခါကျတော့ခုနကိုရောလေးကအငယ်ဆုံးလေးရှင်ဣတိတတ္တကနေထပြီးတော့မထေကြီးစီခွင့်တောင်းတော့ဖြေပါဆိုသူကဲတခါကြီးမိစ္ဆာဒိဋ္ဌိဟာဘာကြောင့်ဖြစ်တယ်လဲလို့မေးတာမဟုတ်လားဆိုဟုတ်တယ်အဲ့တော့မိစ္ဆာဒိဋ္ဌိတွေဖြစ်ပွားလာခြင်းဟာသက္ကာယဒိဋ္ဌိဖြစ်ရင်ဉာဏ်နဲ့မိစ္ဆာဒိဋ္ဌိတွေဖြစ်တယ်သက္ကာယဒိဋ္ဌိမဖြစ်ဘူးဆိုရင်ဉာဏ်နဲ့မိစ္ဆာဒိဋ္ဌိတွေမဖြစ်ဘူးသက္ကာယဒိဋ္ဌိဟာအဓိကကြတယ်ဆိုသက္ကာယဒိဋ္ဌိရှိရင်ဟောတွေဖြစ်တယ်သက္ကာယဒိဋ္ဌိမရှိရင်မဖြစ်ဘူးလို့ဖြစ်တော့သူဖြစ်ရမှန်သွားတယ်မှန်တော့စိတ်ဓာတ်သူကျကထပ်ပြီးတော့မေးတယ်ရှင်ဘုရားသက္ကာယဒိဋ္ဌိဆိုတာဘယ်လိုဖြစ်တာလဲသက္ကာယဆိုတာခန္ဓာ၅ပါးကိုပြောတာနော်ရှုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်လို့ဆိုတဲ့ခန္ဓာ၅ပါးကိုမှတ်လိုက်ခန္ဓာတစ်ပါးတစ်ပါးကိုအတ္တနဲ့ပတ်သက်ပြီးတော့ယူဆချက်က၄မျိုးစီရှိတယ်ခန္ဓာတစ်ပါး၄မျိုးစီဆို၄၅လီ20အဲ့ဒါသက္ကာယဒိဋ္ဌိ20လို့ပြောတာနော်အဲ့ဒါလေးကိုရှင်းရှင်းလေးနားလည်အောင်ပြောရမယ်ဆိုရင်ရှုပ်နဲ့ပတ်သက်ပြီးတော့ယူဆချက်၄မျိုးဝေဒနာနဲ့ပတ်သက်ပြီးယူဆချက်၄မျိုးအတ္တလို့ယူဆချက်၄မျိုးသင်ညာနဲ့ပတ်သက်ပြီးတော့လည်း၄မျိုးသင်္ခါရနဲ့ပတ်သက်ပြီး၄မျိုးဝိညာဏနဲ့ပတ်သက်၄မျိုးတစ်မျိုးပြောလိုက်ရင်ဉာဏ်နဲ့ခန္ဓာ၅ပါးတူတူပဲမှတ်လို့ရတယ်တစ်မျိုးပဲပြောလိုက်မယ်နော်ရှုပ်နဲ့ပတ်သက်ပြီးတော့၄မျိုးကဘယ်လိုလုပ်ဆိုရင်တချို့ကရုပ်ကိုပင်အတ္တဆိုတာရုပ်ဖယ်လို့ရုပ်နဲ့အတ္တမခွဲခြားပဲနဲ့အတူပဲရုပ်တိပင်အတ္တတိပင်ရုပ်လို့ဒီလိုယူဆတဲ့ဝါဒရှိတယ်ဒါတစ်ခုနောက်တစ်ခုကတော့ရုပ်ဟာအတ္တပိုင်ဆိုင်တဲ့အရာဖြစ်တယ်အဲ့လိုပြောရင်ရုပ်ဟာအတ္တပိုင်တဲ့အရာဖြစ်သည်ဆိုရုပ်နဲ့အတ္တနဲ့တခြားစီဖြစ်သွားပြီလူနဲ့လူပိုင်တဲ့ပစ္စည်းလိုပဲနော်လူနဲ့ပိုင်ဆိုင်တဲ့ပစ္စည်းဆိုရင်လူကတခြားပိုင်ဆိုင်တဲ့ပစ္စည်းကတခြားဖြစ်သွားတယ်အဲ့ဒါကြတော့ရုပ်ကိုအတ္တလို့ပြောတာမဟုတ်ဘူးခုနအယူဆနဲ့ကွဲသွားပြီပထမအယူဆကရုပ်တည်ပင်အတ္တတည်ပင်ရုပ်လို့ယူဆတယ်အတ္တဆိုတာသူတို့ရဲ့ philosophy ထာဝရမြဲတဲ့အတ္တဆိုတာဘယ်လိုဟာခေါ်တာတုံးဆိုလို့ရှိရင်ဘာမှလို့ပြောရင်တော့ဝိညာဉ်ကောင်တို့ဘာလို့ဟာမျိုးပေါ့နော်ဝိညာဉ်တို့လိပ်ပြလို့ပြောတာစားတာလဲသူကစားနေတာပြောတာလဲသူပဲငိုတာလဲသူပဲရီးတာလဲသူပဲစကားပြောတာလဲသူပဲဟိုဘွားဒီဘွား
တန်တရားလဲနေတာလည်းသူပဲကံနေပြုလုပ်တာလည်းသူပဲကံရည်ကျိုးခံစားတာလည်းသူပဲဆိုတဲ့ဟာပမာလို့တော့ငါလို့ပြောလိုက်တာပေါ့နော်အဲ့ဒီမှာရုပ်တည်ပင်အတ္တအတ္တတည်ပင်ရုပ်လို့ယူဆတဲ့နောက်လူတို့ကြတော့ဒီရုပ်ဟာအတ္တမဟုတ်ဘူးအတ္တရဲ့ပစ္စည်းဖြစ်တယ်ဒါဒုတိယတော့နောက်တူကြတော့အဲ့ဒါလို့မဟုတ်ဘူးရုပ်ဟာအတ္တမှရှိတယ်အတ္တထဲမှာရှိတယ်ဥပမာကိုလက်စွပ်လေးကိုငွေကြုတ်ကလေးနဲ့ထည့်ထားရင်ငွေကြုတ်ကတစ်ခုလက်စွပ်ကတစ်ခုလေအဲ့ဒါလိုပဲရုပ်ဟာအတ္တမှရှိတယ်ဆိုတာဒီရုပ်ကလက်စွပ်အတ္တလေးကငွေကြုတ်လေးအတ္တထဲမှာရုပ်ကိုထည့်ထားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပြောတာနောက်တစ်ခုကျတော့ပြောင်းမြန်နော်နောက်တစ်ခုကြောင့်ပြောင်းမြန်ဒီရုပ်ဟာအတ္တရဲ့တရားဖြစ်တယ်အတ္တရဲ့တရားဖြစ်တယ်ဆိုတော့ရုပ်ကငွေကြုတ်ဖြစ်ပြီးတော့ဒီအတ္တကလက်စွပ်ဖြစ်သွားဗျာသူတို့ဆိုလို့တာနော်ကိုတွေးချင်သလိုတွေးကြတာပဲအဲ့ဒါတွေကျတော့ယုံနဲ့အတ္တတစ်မျိုးစီဆိုတော့နံတို့ဘာတို့ပဲသူတို့ကအတ္တလို့ပထမတစ်ခုကတော့ယုတ်တိပင်အတ္တအတ္တတိပင်ယုတ်လို့ဆိုတာနောက်ဟာတွေကျတော့အတ္တကတခြားဟာယုတ်ကအတ္တရဲ့ပစ္စည်းသာဖြစ်တယ်သို့မဟုတ်အတ္တရဲ့တရားသာဖြစ်တယ်သို့မဟုတ်အတ္တဒီယုတ်ထဲမှာရှိနေတယ်ဒီလိုပဲပြောတာအဲ့ဒါလိုပဲဝေဒနာလည်းဒီလို၄မျိုးတင်ညာလည်း၄မျိုးဝိညာဉ်လည်း၄မျိုးဆိုအဲ့ဒါကိုတက္ကရာဒိဋ္ဌိ20လို့ခေါ်တယ်အဲ့ဒါလိုတွေးတောဆင်ញင်နဲ့ဆင်ញင်ပြီးတော့အမှန်မသိလို့တွေးတောမှုတွေကြောင့်ဒီမာယွင်းတဲ့တက္ကရာဒိဋ္ဌိအမြင်ဆိုတာဖြစ်လာပါတယ်လို့ရှင်းပြလိုက်တယ်အဲ့တော့ရှင်းပြလိုက်တော့ဒီသဘောကျသွားတယ်သဘောကျသွားတော့အရှင်ဘုရားဘွဲ့ဘယ်လိုခေါ်တော့ဆိုဣတိတတ္တပါဆိုဒီတမဲ့သူကချားဘူးနေတယ်စိတ်ဓာတ်တွေကျငယ်ငယ်ရွယ်နဲ့ဒီကိုယ်တော်လေးတော်ထက်သားပဲရှင်ဘုရားဘွဲ့ဣတိတတ္တတပည့်တော်နဲ့မဆုံဘူးသေးတဲ့မိတ်ဆွေတယောက်ရှိတယ်အဝန္တိတိုင်းမှာဣတိတတ္တဆိုတဲ့တပည့်တော်နဲ့မတွေ့ဘူးတဲ့မိတ်ဆွေတယောက်ရှိတယ်အရှင်ဘုရားသူမြင်ဘူးလားလို့ဆိုသူနဲ့တွေ့ဘူးလားဆိုတွေ့ဘူးတဲ့ဒါဖြင့်အခုသူဘယ်မှာနေတော့ဆိုမဖြေတော့မဖြေတော့ဒါဖြင့်အရှင်ဘုရားလားလို့ဆိုတော့ဟုတ်တယ်အဲ့သူမိတ်ဆွေဘုန်းကြီးဝတ်သွားတယ်လို့သူကြားတယ်တဲ့ဘယ်နေလဲဆိုရှင်ဘုရားနဲ့ဆုံမှုလားဆိုဆုံမှုတယ်တဲ့သူအခုဘယ်မှာနေတော့ဆိုတဲ့အခါကျမဖြေတော့သူပဲဖြစ်နေအဲ့တော့မဖြေတော့ဣတိတတ္တအရှင်ဘုရားလားဒီတပည့်တော်ရဲ့မိတ်ဆွေမမြင်ဘူးတဲ့မိတ်ဆွေဟာအရှင်ဘုရားလားဆိုဟုတ်ပါတယ်အခုနောက်မှတွေ့တာသူအဲ့တော့သူဝမ်းမြောက်ဝမ်းသာဖြစ်ပြီးစိတ်ဓာတ်သူကျကအရှင်ဘုရားဒီမှာပျော်ပျော်နေပါတဲ့တပည့်တော်ဆွမ်းကွမ်းအကုန်လုံးတောင်းယူပါတယ်လို့ရှောက်တဲ့အခါကျတော့ကောင်းပါတယ်တခါကြီးလို့ပြောပြီးကြောင်းလည်းပြန်ရောက်ရောသူ့သွေးသင်္ကန်းလေးယူပြီးတော့တခါတည်းမစ္စည်းကတဏ္ဍာကနေထွက်သွားတယ်ပြန်မလာတော့ဘူးသူဘာလို့သွားရတော့လို့ဆိုတော့ဒီလိုသွားတာဟာဘာကြောင့်သွားရလဲလို့ဆိုရှေးတော့ကတန်ရုံးစင်မထားကြကြဘူးလေသူတရားစကားပြောလို့ကြီးညိုပြီးတော့ဒီမှာနေပါလို့ပြောတာမျိုးမကြိုက်ဘူးသူတို့နော်အလိုယဟန်တန်ကတဘာအနေနဲ့ကြီးညိုတာပဲကြိုက်တယ်အဲ့ဒါနဲ့သူမနေတော့ဘူးပြန်သွားတခါလဲထွက်သွားတာနောက်ထပ်ဘယ်တော့မှမလာတော့အဲ့ဒီဘက်ကိုဒါကိုအပိစ္ဆလို့ခေါ်တယ်ကုလေတုနာနိကုလေတောနာနုခိတောဆိုတာကြားဦးကြလိုက်မယ်ဘယ်မှာကြားဦးကြလဲနာသခုဒ္ဓမစရိကိဉ္စီနေတိုင်းရွနေကြတဲ့မေတ္တာတုတ်ပရိကြီးထဲမှာရှိတယ်မဟုတ်လားကုလေတောနာနုခိတောဆိုတာတရားဓမ္မတွေပေါ်မှာယဟန်တွေဟာမဆွဲလိုက်ရဘူးလို့ဆိုလို့ဒါငါးတကာပဲငါးတကမပဲငါရဲ့ပစ္စည်းလေးပါးတကမပဲလို့ဒီလိုအနုခိတဆိုတာမလုပ်အောင်ဒါကြောင့်မလို့ तू သိပြီးသူ့ကို special ကိုးဝယ်တော့မှဆိုမနေတော့ဘူးသွားရောယဟန်တန်ကဆိုတာ
မြတ်စွာဘုရားဆုံးမလေးရှိတယ်ကတ္တဗလိုနေရမယ်ကတ္တဗရှင်မကတ္တဗဟာအမြဲတမ်းအသစ်ပဲတဲ့သူ့မှာတရားဓမ္မဆိုတဲ့တန်ခါးစဉ်တစ်ခုမှမရှိဘူးယန္နာဖြစ်လို့မရှိတာမဟုတ်နေတာကိုအဲ့ဒီပုံစံနော်ဘာနဲ့ဥပမာတူတော့ဆိုရင်လားနဲ့ဥပမာတူတယ်လားဟာသူလမ်းမဲ့သူသွားတယ်ဘယ်ကျင်နေမှသွားမတွေ့ဘူးအဲ့ဒါလိုပဲယဟန္တာငါဟာလားလို့ကျင်ရမယ်ဆိုပြီးတော့စန္ဒုပမသုံးမှာဟောတာရှိတယ်အဲ့လိုနေနိုင်ရမယ်လို့ပြောရယဟန်အဲ့လိုမနေနိုင်ရင်ဂျလစီတွေဖြစ်မှာလေဒါငါးတကာသူတကာနဲ့အကုသိုလ်ဝင်လာတော့အဲ့လိုမဖြစ်ရအောင်ဆွဲလမ်းမထားရဘူးအဲ့တော့ကုလီတော့လာနုခိတ်တော်ဆိုတာမေတ္တာသုတ်ကျင့်စဉ်နဲ့မှာအဲ့ဒါပါတယ်နော်အဲ့ဒီကျင့်စဉ်အရာဣတိတတသူ့ကိုသိမှပြုလိုက်တာနဲ့ထွက်သွားမလားတော့နောက်ထပ်အဲ့ဒီအမတပစ္စည်းကတဏ္ဍာကိုပြန်မလာဘူးလို့ဆိုနောက်တစ်ခုအဖြစ်ပြက်ကလေးကတော့အဲ့သူเจ้าမှာပဲတန်ဃာတွေသတင်းသုံးပြီးတော့နေကြတယ်သူကအဲ့ဒီနေ့မှာသူနွားခြံကိုဆွမ်းစားပင့်တယ်ဒီတခါသူ့အိမ်မဟုတ်ဘူးရှေးကတတိတွေကနွားလည်းမွေးတယ်လေနွားနိုးညစ်တယ်အဲ့တော့သူနွားခြံဘက်ကိုပင့်တော့ရဟန်းတန်ဃာတွေနွားခြံဆိုတော့မြို့ပြင်ခလန်းလန်းဖြစ်မှာမို့အဲ့ဒီကိုကြွကြရတယ်ကြွပြီးတော့ဆွမ်းစားပြီးတော့ပြန်လာတဲ့အခါနေဟတော်တော်ပူတယ်အဲ့ဒီတော့မြေကြီးကလည်းပူတယ်ຫນွေရသည်လည်းဖြစ်လို့ຫນွေရတအားပူတယ်ပူတဲ့အခါမှာရဟန်းတွေဟာစဉ်းစားကြည့်ဖို့နေပူထဲမှာလမ်းလျှောက်ရတယ်ဆိုတော့နေပူထဲမှာလမ်းလျှောက်ရတယ်ဆိုတော့ခြေထောက်တွေကပြီးတော့အောက်ကပူတဲ့အခါကျတော့ကွက်တာကောတာဖြစ်မှာပေါ့သွားတာနော်ဖဏမှာစီးရတာမှမဟုတ်တာဖဏမှာမပါတာနေဘူးအပေါ်ကပူအောက်ကပူအထက်မီးအောင်မီဖြစ်ပြီးတော့ကွက်တာကောတာနဲ့သွားချအဲ့လိုသွားတဲ့အခါမှာအဲ့ထက်မှာအငယ်ဆုံးကိုတော်လေးပါတယ်မဟက်ကတဲ့တန်ဃာတွေထဲမှာဝါငယ်ဆုံးသူကပြောတယ်အရှင်ဘုရားတို့အခုချိန်မှာတရိပ်ကလေးနဲ့ဖုံးပြီးတော့မိုးလေးအုပ်တရိပ်ကလေးနဲ့မိုးလေးဖွဲဖွဲကြတာများလိုချင်ကြလားလို့ဆိုကောင်းတာပေါ့အခုချိန်မှာလေလေးကအေးလေးတိုက်ပြီးမိုးလေးရိပ်လို့မိုးလေးဖွဲဖွဲလေးတဲ့ဆိုအေးတော့အဲ့ဒီကိုတော်တကိုးချီးတဲ့ကိုတော်ဆိုတခါတည်းချက်ချင်းဆောင်းဝင်သားပြီးတော့ဖန်ဆင်းလိုက်တယ်မိုးလေးကအုပ်သွားတယ်သူတို့သွားတဲ့လမ်းမှာမိုးလေးအုပ်ပြီးတော့အေးမြလာမိုးလေးကဖိုးဖိုးကြပေးသေးတယ်ဟောသွားလာတာခုနလိုချွေးတန်တန်နဲ့အောက်ကမြေဘူးကြီးမရှိတော့အေးဆေးဆေးဖြစ်သွားတယ်အဲ့ဒီမှာစိတ်ဓာတ်သူကြီးကလည်းနွားချံကသူ့လူတွေကိုမင်းတို့ကျန်တာတွေကိုလှုပ်လိုက်ကြတော့စားကြရှိတာတွေစားလိုက်တော့သိမ့်လိုက်တော့ဆိုပြီးတော့ရဟန်းတန်ဃာတွေနဲ့တူလိုက်လာတာအဲ့ဒီလိုရဟန်းတန်ဃာတွေအချင်းချင်းတကိုးပြပြီးတော့မိုးရိပ်ထီးကလေးနဲ့တရိပ်ထီးကလေးဆောင်းပြီးတော့သွားကြတာပေါ့နော်တရိပ်ကလေးကထီးလေးလို့လုပ်ပြီးတော့အဲ့တော့မြင်တော့သူသဘောကျရှင်မဟကရဲ့အစွမ်းတကူဆိုတာသူသိကျောင်းရောက်တဲ့အခါကျတော့မပြန်ခင်ရှင်မဟကနေတဲ့ကျောင်းလေးကိုသွားပြီးတော့အရှင်ဘုရားတကူပြသားမှတပည့်တော့ခုနတရိပ်လေးနဲ့သွားတဲ့ဟာလေးကိုရတာတွေ့ပြီးတပည့်တော်တကူပြသားမှအောင်ဆိုရှင်မဟကလည်းခန့်ငယ်ငယ်ဆိုတခါကြီးတကူပြမယ်ဆိုရင်အဲ့ဒီကျောင်းဆင်းဝင်မှာအောက်ကမြက်ကလေးခင်းအဲ့ဒီမြက်ပေါ်မှာတခါကြီးပါလာတဲ့အဝိုးကလေးကိုခင်းပြီးအဲ့ဒီမှာထိုင်လိုက်သူကကျောင်းထဲဝင်ပြီးတော့တကားပိတ်လိုက်ပိတ်ပြီးတော့တော့ပေါက်ကနေပြီးတော့သူကတေစောကတိုင်းဝင်စားပြီးတော့သူထိုင်တဲ့သူထိုင်နေတဲ့ပစိုးရဲ့အောက်ကမြက်ကိုမီးရှို့ပြတကုန်းနဲ့မီးရှို့ပြတေစောကတိုင်းဝင်ပြီးမီးရှို့လိုက်တဲ့အခါကျတော့ဟုတ်ဆိုမြက်တွေကမီးလောင်သွားပြီသူ့ဝန်းတို့ဘာလို့မလောင်အဲ့မှာသူလန့်ပြီးတော့ထားဟုတ်ခနဲ့ဆိုတဲ့ခါတော့ပစိုးတော့မလောင်ဘူးခင်းထားတဲ့မြက်တွေမီးလောင်သွားတယ်အဲ့ဒီအံဩဘွယ်ကိုသူတွေ့တဲ့အခါကျတော့ရှင်မဟကကိုရှင်ဘုရားဒီမှာနေပါဒီပါသတင်းသုံးပါတပည့်တော်ဆွမ်းကန်းတောင်းယူပါမယ်လို့ရှောက်တော့ရှင်မဟကငါသူ့တကိုးပြပြီးပြီဒီမှာနေလို့မတော်တော့ဘူးဆို
သူမပန်ကြဘဲနဲ့တပိတ်သင်္ကန်းယူပြီးတော့သွားရောသူလည်းတစ်ခါတည်းနောက်ထပ်ပြန်မလာတော့ဘူးအဲ့ဒီမှတ်တမ်းလေးလည်းရှိတယ်နော်တကူပြတယ်မြတ်စွာဘုရားလူတွေကိုတကူမပြရဘူးလို့ပြညတ်ထားတာတွေလည်းရှိတယ်နော်သူတကူပြပြီးတော့နောက်ထပ်သူလှူတာတွေလည်းမခံတော့ဘူးပေါ့လေတခါတည်းအပြီးပြန်ကြွသွားတယ်အဲ့ဒီဖြစ်ပျက်တွေလည်းဖြစ်ခဲ့ဘူးတယ်နောက်တစ်ခုကတော့အခုလိုပဲသူကြောင်းလာတဲ့အခါမှာရဟန်းသံဃာတွေနဲ့တရားဆွေးနွေးတော့ကာမဘူးလို့အမည်ရတဲ့ယဟန်တော်တစ်ပါးနဲ့ယဟန်တစ်ပါးကစိတ်ဓာတ်သူကျွဲ့ရဲ့အရေးချင်းကိုသိတော့မြတ်စွာဘုရားဟောထားတဲ့ဂါထာလေးတစ်ပုဒ်ကိုသူရတယ်အဲ့ဒီဂါထာလေးရဲ့အကျယ်အဓိပ္ပာယ်ကိုသူမသိလို့စိတ်ဓာတ်သူကျွဲ့ကိုမေးတယ်အဲ့ဒီဂါထာလေးကဘာလို့ဆိုရင်နေလင်္ဂောသေတပစ္စာထောဧကာရောဝတ္တတိရထောအနိကံပတ္တအာယန္တံစိဏသောတံအဘန္ဒနံဆိုလိုတာကအပြစ်ကင်းတဲ့ယထာပေါင်းရှိပြီးတော့အပေါ်ကအဖြူတဲ့ပိတ်အုပ်နဲ့အုပ်ထားတဲ့ယထာအဲ့ဒီယထာမှာထောက်ကတစ်ခုတည်းပါတယ်ထောက်တစ်ခုတည်းပါတဲ့ယထာလေးဟာအဲ့ဒီထောက်တစ်ခုတည်းပါတဲ့ယထာလေးနဲ့မကောင်းမှုအကုသိုလ်တွေကင်းပြီးရှေးစည်းကြောင်းကိုဖြတ်ကျော်ပြီးအနှောင်ဖွဲ့လွတ်လွတ်နဲ့လာတဲ့ပုဂ္ဂိုလ်ငါမြင်ရတယ်ဆိုအဓိပ္ပာယ်လေးအဲ့တော့အဓိပ္ပာယ်ကသူကပဟေလိခဿနာလေးပြောတာနော်ပဟေလိခဿနာပြောတော့အဲ့ဒီအဓိပ္ပာယ်ကိုရှင်းပြသမှာလို့ဆိုတော့စိတ်ဓာတ်တွေကဒါအရှင်ဘုရားဟောတာဟုတ်လားဟုတ်တယ်ဘုရားဟောတဲ့တရားပဲအဲ့ဒါဆိုလို့ရှိရင်ခဏလေးသူစဉ်းစားလိုက်တယ်စဉ်းစားပြီးတော့ချက်ချင်းအဖြစ်ပေးတယ်သူနေလင်ကအပြစ်ကင်းသောအင်္ဂါဆိုတာသီလကိုပြောတာအဲ့ဒါသီလပဲဖြစ်ရမယ်သေတပစ္ဆာဒအဖြူနဲ့ဖုံးအုပ်ထားတယ်ဆိုတာဝိမု ക്തി ကိုပြောတာစင်ကြယ်တယ်လေအဖြူဆိုတာအရတ္တဖို့ဝိမု ക്തി ကိုပြောတာဧကာရောထောက်တစ်ခုတည်းပါတယ်ဆိုတာတတိကိုပြောတာတတိဟာထောက်ပဲဘိန်းလေနေဖို့ရတဲ့တတိရှိရမယ်ရထဆိုတာတော့ဒီယုတ်ခန္ဓာကိုယူပြောတာမဟာဘုလေးဝါးနဲ့တိဆောက်ထားတဲ့ဒီယုတ်ခန္ဓာကြီးဝတ္တတိဆိုတာဣရိယာပုတ်တွေကိုပြောတာသွားလာလှုပ်ရှားမှုတွေကိုပြောတာအနိကလို့ဆိုတဲ့နေရာမှာရာဂဒေါသမောဟကင်းတဲ့ယဟန္တာကိုဆိုလိုတယ်သောတာဆိုတာစိဏသောတာဆိုတာတဏှာပြောတာစိဏသောတာတဏှာဆိုတဲ့သောတာဖြတ်ပြီးသားပုဂ္ဂိုလ်ရေရင်ဖြတ်ကျော်တယ်ဆိုတာယဟန္တာကိုပြောတာဗန္ဒနာဆိုတာရာဂဒေါသမောဟဆိုတဲ့အနှောင်ဖွဲ့တွေကိုပြောတာအဗန္ဒနာအနှောင်ဖွဲ့မရှိဘူးဆိုတာယဟန္တာကိုပြောတယ်လို့အဲ့ဒါလို့သူကရှင်းပြီးတော့ဒီဟာယဟန္တာကိုရည်ညွှန်းပြီးပြောတဲ့စကားဖြစ်ပါတယ်ယထာဆိုတာယဟန္တာရဲ့ခန္ဓာကိုယ်ယုတ်ခန္ဓာကိုယ်ကြီးကိုရည်ညွှန်းလိုက်တာယထာရဲ့အင်္ဂါရဆိုတာခုနယဟန္တာရဲ့သီလကိုရည်ညွှန်းပြောတာဧကာရတောက်တစ်ခုတည်းရှိတယ်ဆိုတာယဟန္တာဖြစ်သွားရင်တတိအမတမကောင်းတယ်အဲ့ဒါကိုရည်ညွှန်းပြောတာသွားလာလှုပ်ရှားနေတယ်ဆိုတာဣရိယာပုဂ္ဂိုလ်ရည်ညွှန်းပြောတာအဲ့ဒီမှာနိခဆိုတဲ့အကုသိုလ်ကင်းပြီးတဏှာဆိုတဲ့အရင်ကိုရေရင်ကိုဖြတ်ပြီးတော့အနှောင်ဖွဲ့ကင်းဆိုတာလာသွားလာတယ်ဆိုတာဒါယဟန္တာကိုပြောတာဆိုသူကဖြေလိုက်အဲ့တော့ကာမဘုဆိုတဲ့မထေမြတ်ကတခါကြီးတော်လိုက်တာဒီဟာမကြဘူးပဲမဲ့လို့မှောင်ဖြေနိုင်တယ်ဆိုပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်သွားတယ်နော်အဲ့မှာသူမေးတဲ့မေးခွန်းတွေကတော်တော်စိတ်ဝင်စားစရာကောင်းတယ်အဲ့ဒီရှင်ကာမဘုနဲ့ပတ်သက်ပြီးနောက်ထပ်និရောဓသဘာဝနဲ့ပတ်သက်ပြီးတော့မေးတဲ့မေးခွန်းတွေဖြေတယ်သ
င်္ခါရဆိုတာဘယ်နှမျိုးရှိလဲအဲ့ဒီလက်ကြတော့စိတ်ဓာတ်သူကျကမေးပြီးရှင်ကာမဘုကဖြေတယ်ခုနကရှင်ကာမဘုမေးတာကိုစိတ်ဓာတ်သူကျကဖြေတယ်အဲ့ဒီမေးခွန်းနဲ့အဖြေတွေကိုလည်းပဲမှတ်တမ်းတင်ထားတယ်နောက်တစ်ခါဂေါတတဆိုတဲ့မထေနဲ့ပတ်သက်ပြီးတော့ဒီမေးတာဖြေတာတွေလည်းအဲ့ဒါကြတော့စိတ်ဓာတ်သူကျကစိတ်ဓာတ်သူကျကိုဂေါတတမထေကမေးတယ်စိတ်ဓာတ်သူကျကဖြေတယ်လေးနဲ့တဲ့တရားတွေအဲ့ဒါတွေကဖြေတာရှင်းတာလေနော်နောက်သုတ်တန်တစ်ခုကတော့ဒီဘာလို့ဆိုတော့လူတော်ကသူ့ရဲ့မိတ်ဆွေအစေလကဂိုင်းနဲ့ရောက်ပြီးတော့အစေလကဘုံကြီးဝတ်နေတဲ့လူတယောက်နဲ့သူနဲ့တွေ့တယ်အမှန်တကမရှိကသနာရောက်လာတဲ့အခါသူသွားတွေ့တယ်သူ့မိတ်ဆွေအစေလကကြီးပေါ့တက်ကရွန်ကြီးသွားတွေ့တယ်တွေ့တော့ကိုရောတက်ကရွန်ဘဝမှာဘယ်နှစ်ရှိတော့ဆိုနှစ်30ရှိပြီတဲ့နှစ်30ရှိပြီကိုရောအဲ့ဒီနှစ်30အတွင်းမှာဘာတရားဓုတွေပြန်ရတော့မေးတယ်နှစ်30กว่าတဲ့ငါဘာတရားဓုမှမရပါဘူးတဲ့ငါမှအဝတ်ကျွတ်သွားပြီးတော့တုံလုံးဖြစ်သွားတာရဲ့ကတုံတုံလဲရတာရဲ့အဝတ်မပါဘဲနဲ့ဟိုနာထိုင်ဒီနာထိုင်ဆိုတော့ဖုံကတ်တာပေါ့အဲ့ဒီတင်မဖုံကတ်တာပေါ့အဲ့ဒီဖုံကိုခါဖို့ရအတွက်ဒေါင်းမီလေးကြိုက်ဆောင်းရတာရဲ့ဒါသူတို့ရဲ့ပြိခရာပေါ့နော်ဟုတ်လားအဝတ်မို့ဖက်နဲ့ဒီတုံလုံးနေရတာရဲ့ကတုံတုံလဲရတာရဲ့တင်မဖုံကတ်လို့ဒေါင်းမီစီလေးနဲ့လှဲရတာရဲ့ဒါလေးပဲငါမှအနှစ်30ကျင့်တာငါမှဒါပဲအဖတ်တင်တယ်လို့ပြောတခါကြီးရောဘုရားရဲ့ဥပဒကဖြစ်တာဘယ်လောက်ကြာလဲဘုရားဘာသာကိုယ်ဝဲတာဘယ်လောက်ကြာတပည့်တော်လည်းနှစ်30ရှိပြီတဲ့တခါကြီးဘာတရားဓုတွေရတော့ဆိုဟာတပည့်တော်ကဘာတရားဓုရတော့ဆိုတပည့်တော်ကာမအာယုန်တွေကနေဆုတ်ခွာပြီးတော့ဒီလွတ်လွတ်ကင်းကင်းနေတဲ့ချမ်းသာဒုက္ခကြံစီတွေ့တော့မှုတွေကမပါဘဲနဲ့ပီတိနဲ့နေနိုင်တဲ့ချမ်းသာဒုက္ခတခါပီတိမပါဘဲနဲ့နေနိုင်တဲ့ဒုက္ခဒုက္ခကိုပဲလိလိရှုတဲ့ဥပိ္ပခချမ်းသာမျိုးနဲ့နေနိုင်တယ်တဲ့အကယ်၍သူဟာတပည့်တော်ဟာမြတ်စွာဘုရားတဲ့အရင်သူသိမဲ့ဆိုရင်ဘုရားကပြောလိုက်မယ်တဲ့စိတ်ဓာတ်သူ့ချေဟာဒီလောကကိုပြန်လာမဲ့တန်ရောစဉ်သူမှမရှိတော့ဘူးအနာဂတ်ဖြစ်ပြီလို့ပြောမှာပေါ့နော်အတိတ်ပဲအဲ့တော့ဒီလောကကိုပြန်လာမဲ့တန်ရောစဉ်သူမှမရှိတော့ဘူးလို့မြတ်စွာဘုရားကမိန့်ပါလိုက်မယ်တဲ့အဲ့တော့သူအနှစ်30ဟာသူစံတရားတွေရပြီးတော့အနာဂတ်ဖြစ်ပါတယ်လို့ပြောတာပဲအဲ့ဒီမှာခုနကအစေလကကြီးဟာငါအနှစ်30ကဘာမှမရဘူးမင်းအနှစ်30ကကြည်စံလူဝကြောင်တဲ့တောင်တလောက်ရတာငါတို့လမ်းစဉ်မှားနေတယ်အဲ့တော့မင်းတို့ထဲငါဝင်နေတယ်ဆိုပြီးတော့သူ့ကူကြီးနဲ့မြတ်စွာဘုရားစီလျှောက်တော့အစေလကကြီးကဘုရားဘာသာယဟန်ဖြစ်ပြောင်းလဲခံယူပြီးတရားကျင့်တယ်သူလည်းယဟန်နာဖြစ်သွားတယ်ဒါအတိသုတ်တန်တစ်ခုမှတ်တမ်းရှိတယ်နောက်ဆုံးတုတ်လေးရတော့တနေ့ကျတော့လူဆိုတာဘဝတစ်ခုဆုံးသက်ရမြဲပေါ့နော်စိတ်ဓာတ်သူ့ကျဲဟာနောက်ဆုံးနေမကောင်းတယ်မသာဖြစ်လို့အဲ့ရထဲမှာလဲနေတဲ့အခြေအနေရောက်လာဘဝဆုံးသက်ခံနေအခြေအနေရောက်လာတဲ့အခါမှာဆွေတွေမျိုးတွေကဝိုင်းပြီးတော့ပြုစုနေကြတဲ့အချိန်လေးမှာသူပါဇက်ကထွက်လာတယ်ဘာထွက်တယ်ဒါလည်းမမြဲပါဘူးကွာဒါလည်းမခိုင်မာပါဘူးကွာဒါလည်းစွန့်ထားခဲ့ရမှာပါလို့အဲ့ဒါလေးပဲပါဇက်ကပြောနေတာဆိုတော့ဆွေတွေမျိုးတွေကသူ့ကိုရောင်းနေတယ်ထင်ပြီးတော့တတိထားရောင်းပြီးတော့ဘာဒီပြောနေတာတော့နဲ့ပြောတဲ့အခါကျဟဲ့ငါမရောင်းပါဘူးတတိရှိပါတယ်မင်းတို့မမြင်ကြဘူးလားငါ့ကိုရုပ်ကစိုးနတ်တွေဘုံမစိုးနတ်တွေတောဆောင်နတ်တောင်ဆောင်နတ်တွေကငါနားမှာရောက်နေကြတယ်ရှောက်ပြီးတော့သူတို့ကပြောကြတယ်စိတ်ဓာတ်သူကျွဲသီလလည်းရှိတယ်ကိုကျင့်တရားလည်းကောင်းတယ်နောက်ဘဝစကြဝဠာမြင့်ဖြစ်အောင်ဆုတောင်းပါလာပြောကြတာစကြဝဠာမြင့်ကိုအားပေးတယ်သူတို့ကနော်စကြဝဠာမြင့်ဖြစ်အောင်ဆုတောင်းပါဆုတောင်းရင်ပြည့်ပါလိမ့်မယ်လို့ပြောတယ်အဲ့ဒါကြောင့်ငါသူတို့ပြန်ပြောတာဒါလည်းမမြဲပါဘူးဒါလည်းမခိုင်ပါဘူးဒီနေ့ထားခဲ့ရမှာပါပဲလို့
သူတို့အဲ့ဒါဖြေတာလို့ပြောတော့သူရဲ့ဆွေမျိုးသားချင်းတွေကသူတို့လည်းဆုံးမဩဝါဒပေးပါအောင်ဆိုတော့စိတ်ဓာတ်သူတွေကဆုံးမဩဝါဒပေးတယ်မင်းတို့တွေတဲ့မြတ်စွာဘုရားအပေါ်မှာနှစ်ကာကကြုံကြည်တဲ့တရားတရားဓမ္မအပေါ်မှာနှစ်ကာကယုံကြည်တဲ့တရားတရားသံဃာအပေါ်မှာနှစ်ကာကယုံကြည်တဲ့တရားတရားပြီးတော့သီလရှိတဲ့ပုဂ္ဂိုလ်တွေအပေါ်မှာခွဲခြားမလုပ်ဖဲနဲ့တညီတဲ့လှူဒန်းနိုင်တဲ့စာကတရားအဲ့ဒီ၄မျိုးကိုမင်းတို့ပြည့်စုံအောင်ဖြစ်ခြင်းညာလို့ဆိုဘယ်ကိုတော့လှူမယ်ဘယ်ကိုတော့မလှူဘူးလို့ဒီလိုမခွဲနဲ့တဲ့အလုံးကြီးတို့ညီမလှူမယ်ဆွဲစိတ်ထားအဲ့ဒါလို့စာကဗုဒ္ဓေဝိသပတာရဓမ္မေဝိသပတာရသံဃေဝိသပတာရပြီးတော့စာကဆိုတဲ့ဒီတရား၄ပါးကိုမပြတ်မကွက်ကြိုးစားအထောက်ကြလို့ပြောပြီးတော့မျက်စိနှလုံးမှိတ်ပြီးဘဝအဆုံးသတ်သွားတယ်။ဘယ်ရောက်တာတုံးဆိုအနာဂတ်ဆိုတော့သုရဝါဒပြမဘုံရောက်တော့မှာပေါ့နော်လို့ဆိုလို့တယ်။အဲ့ဒါစိတ်ဓာတ်တန်ယုံမှာပါတဲ့သုတ်တိမှာမှတ်တမ်းတင်ထားတဲ့စိတ်ဓာတ်သူကျွေး။သူဟာတရားနဲ့ပတ်သက်ပြီးတော့ထက်ထက်မြက်မြက်သိရုံမျှမကဟောနိုင်ပြောနိုင်ဒီဘေးကွန်ပြဿနာတွေကိုဖြေရှင်းနိုင်လောက်အောင်အရေးချင်းရှိတဲ့ပုဂ္ဂိုလ်ဖြစ်လို့မြတ်စွာဘုရားကဓမ္မဂတိကအရာမှာဣတေပွဲလူနဲ့ချီးကျူးရတယ်ထင်ရှားတဲ့ဗုဒ္ဓဥပဒကတူဖြစ်ရုံမြမကရှင်သာရိပုတ္တရာအဆင့်လက်ရရန်အနေနဲ့မြတ်စွာဘုရားတတ်မှတ်ခံရတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဘဝရဲ့အကျိုးပေးဆိုတာထူးခြားဆန်းပြလာတယ်တော့အရေးကြီးဆုံးကတော့သီလနဲ့ပညာနှမျိုးထဲမှာသီလဟာအရေးကြီးတယ်လို့အသိပညာလည်းအရေးကြီးတယ်ဒါကြောင့်သီလပညာဒီနှမျိုးထက်မြက်အောင်တို့တွေကြိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီကျင့်ကြံပွားများကြိုးစားနိုင်ကြပါစေကုန်သတည်းရှေ့သက်ချလေးလိုက်ပြီးတော့ခြေလိုက်အားထောင်လိုက်ကြအရှင်ဖရာတွေတို့သည်ဓမ္မအတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ဆင်ကျင်ပါပြုလုပ်ကြ၍အမတဒါနာဓမ္မဒါနာတရားအလှူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုရိုသေလေးမြတ်စွာမမတ်သာအာယုံထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတဝဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအာထုတ်ပြုလုပ်ကြရသောဤကောင်းမှုဤကုသိုလ်အစုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းအထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤအဖို့ဘာကကိုအမိအဖအဖိုးအဖွာဆရာသမားမှစ၍ကဘာသူကဘာသာလူနတ်မြမတတ္တဝါများတို့အားအမြဝေငှပါကုန်၏ကုသိုလ်အမြကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း